အားလုံးပဲမင်္ဂလာပါရှင် NRMD Channel ကနေပရိသတ်များအားလုံးကိုနှုတ်ဆက်လိုက်ပါတယ်ဒီနေ့မှာတော့ဟေမာဝတီစက်အိမ်တော်ကြီးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာမို့ပရိသတ်တွေကနားဆင်ပေးပါအောင်ရှင်စာရေးဆရာမင်းမနိုင်ရေးသားထားခြင်းဖြစ်ပါတယ်မိုးကအေးလေးရတိုက်ခိုက်ခိုက်တော်ချမ်းတဲ့ညနေတကောင်ကြီးမှာကိုပါအီတို့မိသားစုအိမ်မရသေးပါဘူးအိမ်မရလို့စောင်းချုံတဲမှာကွေးနေရမထင်လိုက်ပါနဲ့အဲကန်ထဲမှာတမိသားစုလုံးထိုင်ပြီးတစုံတရာကိုကြောက်ရွံ့နေတဲ့မျက်လုံးတွေနဲ့အေကန်ထဲမှာထားတဲ့ရှေးဟောင်းနိုင်ကြီးကိုကြည့်နေကြတယ်။နိုင်ကြီးကတစ်ချက်ချက်နဲ့ရွှေရှားနေတဲ့နိုင်လက်တံများကမရဏမင်းရဲ့လက်တံများလားသူတို့အားလုံးကြောက်ရွံ့နေကြတဲ့အချိန်ကြီးကိုတဖြည်းဖြည်းဆွဲခေါ်နေတယ်လို့ခန်းစားရတယ်။မကြာမီချိန်မှာပဲနိုင်လက်တံအတူကတစ်ခဏလက်တံရှိကစနစ်ကိုပြတော့မယ်။ကြောင်လုံးတို့အသားတစ်ဆက်ဆက်တုံနေတဲ့သားငယ်နဲ့သမီးငယ်ကိုစောင်းနဲ့ထွေးပွေးလျက်တိုးပြီးဖတ်ထားလိုက်ကကြောက်ရွံ့မှုတွေနဲ့အေးဆက်နေတဲ့အချိန်ကာလမှာပဲမျက်နှာမှာချွေးသေးချွေးပေါက်များကျနေတဲ့လင်းတော်မောင်ကိုမမြခင်လှမ်းကြည့်လိုက်တယ်။မမြခင်လှမ်းကြည့်တာကိုမြင်လိုက်ရတဲ့ကိုပါအေးကအားပေးတဲ့အနေနဲ့အသက်မပါစွာတစ်ချက်ပြုံးပြလိုက်ပြီးမမြခင်နောက်လာထိုင်ကတိုးပြီးတော့ဖတ်ထားလိုက်ပါတယ်။ထိုချိန်မှာနိုင်ကြီးမှတေမင်းခေါ်တန်းကြီးလာတနင်္လာထိုးပြီးဖြစ်ကြောင်းတီးပေးတဲ့အနေနဲ့ကျေးလောင်စွာမြည်ဟိလိုက်ပါတယ်။ကိုပါအေးတို့တိုင်သားလို့ဖျားဆန်မှာဖျားရုပ်ထုလေးကိုပင့်ဆောင်ကရှေ့ချထားပြီးဖျားဆောင်ရွနေရှုံးမတပါတခြားဘာမှလုပ်မရဘူး။ထိုအခိုက်မှာအိမ်ပေါ်ထပ်မှမိမကြီးတို့ရဲ့ဆူဆူဝါအော်တန်ကြီးတိတ်ဆိတ်နေတဲ့အင်ကြီးထဲမှာရုတ်တရက်ပေါ်ထွက်လာခဲ့ပါတော့တယ်။အော်တန်ကြားပြီးမရှင်းမနှောင်းမှာပဲလှေကားထိတ်မှတစုံတရာကိုတွန်းချလိုက်သလိုလှေကားတစ်လျှောက်တုံးတုံးတန့်ပေးကလေးဆင်းလာပါတယ်။ကိုပါကြီးတို့လှဲမကြည့်ထိုရာကြီးကဥကောင်းပြက်ကြီးတစ်ခုမှကိုပါကြီးတို့အကုန်လုံးတိထားကြောင်လှဲမကြည့်ရဲကြပဲမိသားစု၄ယောက်သာဖက်ပြီးတော့ဖျားစာရွတ်နေရတယ်။ထိုချိန်မှာထိုဥကောင်းပြက်ကြီးမှကြောက်မက်ဖွယ်ရာရှိမောတန်ကြီးထွက်ပေါ်လာတယ်။ကြောင်လုံးလုံးငိုရံပြင်းနေတဲ့ကလေးနှစ်ယောက်ကိုပါဇက်ကိုအသာပိတ်လျက်ကြိတ်ငုံနေတဲ့မမြခင်ကိုပင်ကိုပါကြီးမနဲ့တိတ်နိုင်တော့ပဲသူကိုယ်တိုင်လဲကြောင်လုံးလို့တကိုယ်လုံးတစ်ဆက်ဆက်တုံးနေပြီးထိုအခိုက်ပရင်ပေါင်များအားလုံးလေတိုက်တယ်လို့ပွင့်လာပြီးတော့တပြန်းပြန်းနဲ့ဖွင့်လိုက်ပိတ်လိုက်လှုပ်တန်တွေနောက်ပြီးမိဖို့ကြောင့်မှပကံများခွက်များရဲ့ကွဲရှာတက်များနဲ့အတူမီးများကလည်းဖွင့်လိုက်ပိတ်လိုက်ဖြစ်လာကြပါတယ်။ထိုအခိုက်ရုတ်တရက်ဆိုသလိုကိုပါကြီးခုတ်ပေါ်အေးဆက်တဲ့ရေဆက်တွေတပေါက်ပေါက်ကျလာတယ်။ဘယ်ကကျလာတဲ့ရှည်လဲဆိုတဲ့စူးစမ်းစိတ်ကြောင့်ဂုံးမရေဆက်တွေကိုလက်နဲ့တက်ချကအပုံမောကြည့်လိုက်တဲ့အခါနေရမျက်နှာချက်တက်တဲ့မှာသူ့ကိုရေများဆူရွှဲပြီးစောက်ထိုးကြီးစိုက်ကြည့်နေတဲ့မိန်းမတစ်ယောက်ကိုတွေ့မြင်လိုက်တဲ့အခါဘလို့မှထိန်ချုပ်မထားနိုင်တော့ပဲအော်လိုက်ပါတော့တယ်။ထိုဖြစ်ပျက်များအစသည်ကထိုဟေမန်ဝတီဆိုင်ကြီးမှာတထေးကြီးဦးမောင်ကြီးနဲ့တထေးကတော့ဒေါ်ဒေဝီတို့နေထိုင်ကြတယ်။တထေးကြီးတို့ဇနီးမောင်နှံမှာဟေမန်ဆိုတဲ့အသက်20အရွယ်သမီးလေးတစ်ယောက်ရှိတယ်။ဒါကြောင့်တဦးတည်သောသမီးလေးကိုတထေးကြီးလင်မယားနှစ်ယောက်စလုံးကအရန်ချစ်ပြီးဆိုင်တစ်ခုလုံးကိုသမီးလေးစိတ်တိုင်းကြပြင်ဆင်ဆောင်ရွက်စေပြီးဆိုင်ရဲ့နာမည်ကိုပင်သမီးလေးနာမည်ပေါင်းမှဲ့ခေါ်ခဲ့ကြတယ်။ဆိုင်ကြီးတစ်ခုလုံးမှာဆိုင်အမှုထမ်း9ယောက်ရှိပြီးဆိုင်နဲ့မနီးမဝေးမှာဝန်ထမ်းများအတွက်တည်တံ့ဆောင်လုပ်ပေးကနေစေပါတယ်။အဲဒီဆိုင်ကြီးမှာတထေးကြီးတို့လင်မယားနဲ့သမီးငယ်ဟိမဝတီပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်လာကြရာတရက်သောအခါမှာထိုဟိမဝတီဆိုင်ကြီးကန်ဆိုးမိုးမောင်ကြတဲ့နေ့ကိုရောက်ရှိလာခဲ့ပါတယ်။မိုးရီယာတဲတဲမဲမဲရွာပြီးတော့မိုးချင်းတဲ့တစ်ချိန်ချင်းနဲ့ကောင်းကင်တခွင်လုံးအုံမိုင်းညှို့မောင်းကလျက်နဲ့လက်ပန်းများကလျက်စိတ်ရောင်ချီတမ်းများတဲ့ပွဲလင်းတလဲမှိန်တလဲနဲ့မြေဟိရိုက်ခတ်နေပါတယ်။လီယောမိုးပါအင်းတိုက်အားတိုက်ရွာသွန်းနေလို့ပဝင်းကျင်မှာအပင်ကြီးအပင်ငယ်အားလုံးလီတိုက်မှာလိုက်ပါရိမ့်နဲ့လှုပ်ရှားနေပါတယ်။အလုသမားတန်းလျာမှာအလုသမားတွေကလည်းဒီလိုမိုးရဲလီတဲ့ချိန်ခါမှာအပြင်ထွက်ဖို့နေနေတသားနေရာမှကိုမထချင်မဲနဲ့အိတ်နေကြပါတယ်။ထိုချိန်မှာလူရိတ်တစ်ခုစိန်ချံဝန်းတကားဖေးဆောင်များအတွက်လှုပ်ထားတဲ့ရုံလေးအတွင်းမှာထွက်ခါထိတက်လက်ဆွဲပြီးတနေရာစီကိုသွားနေတယ်။ထိုသူကတခြားမဟုတ်ခြံတကားမှာစောင့်တာဝင်ကြတဲ့ဥတာတီးဆိုတဲ့အဖိုးကြီးဖြစ်ပါတယ်။ဒီနေ့မှလူအောင်မူရိပ်ဖြစ်နေလို့လှုပ်လုံးနဲ့မိုးတဲ့ရှည်ထဲမှာထိတက်လက်ကိုအနိုင်စောင်းကအဆောင်တန်းလျာကိုလာခြင်းဖြစ်တယ်။ဟေ့မောင်တယ်တကားဖွင့်စမ်းပါဟိကောင်မောင်တယ်ထောင်ငါ့ကိုတကားဖွင့်မိကြပါအောင်မိုးတန်လေးတန်နဲ့မနှဲအော်ကောမှာဥတာတီရဲ့တာမောင်တယ်ထလာတယ်အဖေကလည်းဗာလဲဗျာဒီမှာအိတ်ကောင်းနေကြတယ်အိတ်ချက်မှုတူနဲ့မောင်တယ်တကားလာဖွင့်ပေးတယ်ငါနေမကောင်းတင်တယ်လို့ပဲမူရိပ်ဖြစ်နေတယ်အဲ့ဒါငါစားချမ်းဝင်းတကောင်မင်းသွားဆောင်လိုက်နောက်နေ့မှငါပြန်ဆောင်မယ်အဖေတို့ကလှုပ်ပြီးဒီလောက်မိုးတဲ့ရှည်ထဲမှာကျွန်တော်ဆောင်ခိုင်းတယ်ဒီချမ်းဝင်းတကောင်မဆောင်လဲဘာမှမဖြစ်ဘူးဒီချိန်လူဝင်လူထွက်လည်းမရှိတော့နောက်ပြီးဒီလိုချိန်ဒီလိုနေ့မျိုးမှာအိတ်တယ်လည်းမလာတော့ပါဘူးဖေရကျွန်တော်လည်းတနေ့ကအင်ကြီးထဲမှာဟိုးလှုပ်တီလုံးနဲ့ပင်မနေပြီနော်ဖေကျွန်တော်တတိတို့မထားခင်မနဲ့စောကြီးနှိုးပါတယ်ဖေရအဲ့တော့မှသွားဆောင်လိုက်မယ်လေနော်ကျွန်တော်လည်းအရန်အိတ်ချင်နေလို့ပါအဖေလည်းနေမကောင်းမှုဆိုတော့ဘာမှဖြစ်ဘူးတရက်တလေးပဲဗျာနောက်နေ့အဖေနေမကောင်းရင်ကျွန်တော်ပြန်ဆောင်ပေးမယ်နော်
ဒီညတော့ထားလိုက်ပါဖေရ။ဦးတာဒီခဏတွေ့ပြီးသားပြောရလဲမှန်တဲ့လောက်မှန်နေတယ်။မောင်တင်ကလည်းဒီအိမ်ကြီးမှာတစ်နေ့လုံးတောက်တူမရအလုပ်တွေကိုလုပ်နေရတာပင်မနေလောက်ရောပေါ့။အင်းလေတရက်တလေတော့ကိစ္စမရှိတော့ပါဘူး။ပြီးတော့ကွာဒါပေမဲ့မနဲ့တထေးကြီးတို့မနိုးခင်တော့မင်းထားမှရမယ်နော်။ဒါမှမသိတာမှာကဲအိတ်တော်ငါလေးနေမကောင်းလို့နားတော့မယ်။ပြောဆောဦးတာဒီအိတ်ရဝင်သွားတယ်။အပြင်မှာတော့လေးသက်မိုးတန်ကစုညံလို့ကောင်းစေခဏကြာမှဆိုင်တကားနားမှာမကောင်းဆိုးဝါးများအလားလူရိတ်လေးခုကိုလက်ရောင်တစ်ချက်အပြက်မှာတွေ့လိုက်ရတယ်။သူတို့လေးယောက်စလုံးမျက်နှာကိုစီးထားကြပြီးတော့ဓာတ်တွေလည်းကင်ထားကြတယ်။ထိုချိန်မှာခေါင်းဆောင်လို့သူကဟိတ်ကောင်းနေဒီအိမ်မဲဆိုတာသိကြတယ်နော်။သိကြပါရဲ့ဆရာရဲ့ဒီအိမ်မှာပဲ။ခုလိုချိန်မှာသာလှုပ်ရှားလိုက်ရင်ဘယ်သူမှမသိဘူး။ကောင်းလေးကိုလည်းကျွန်တော်စီးယုံပြီးတော့သူ့ဖေတောက်တဲ့ထဲကိုစီးခတ်ခိုင်းထားတယ်။အဆောင်လုပ်တဲ့သူ့ဖေလည်းအိတ်နေလောက်ပြီးအားလုံးโอเคပဲ။မင်းတော်ရဲကဲဝင်ကြမဟဲ့။မကြခင်ခြံဝင်းတကောက်ကြောတက်လိုက်ကြပြီးတော့ခြံဝင်းအတွင်းကိုရှောက်သွားတယ်။ထို့နောက်ဆိုင်ကြီးရဲ့တကားကိုတော်တူနဲ့ဖွင့်လိုက်ကြပြီးအတွင်းကိုဝင်လိုက်ပါတယ်။အင်ကြီးအတွင်းမှာတော့အပြင်ကမိုးတန်လေးတန်တွေကသူနဲ့မဆိုင်သလိုတိတ်ဆိတ်လျက်ဓမြလေးယောက်ကပေါ်တက်ကိုပြပြချင်းတက်သွားကတတိကြီးဦးမောင်ကြီးကိုလေးမြအိတ်ဆက်တဲ့အခန်းတကားကိုလည်းတိုးတိတ်စွာဖွင့်လိုက်ပါတယ်။ကတင်ပေါ်မှာတော့တတိလေးမြကနှစ်ချိုက်စွာအိပ်ပျော်လျက်ကတင်တစ်ဖက်တစ်ချက်မှာနှစ်ယောက်နေရာယူလိုက်ကြပြီးတကားပေါ်မှာတော့တယောက်ကိုစောင်းထားကတင်ပေးမှမိကန်တက်တာနားမှာတော့ဖြတ်ကျွမ်းကျင်တဲ့ဓမြကနေရာယူပြီးရနေမိကန်တက်တာတော့ဖွင့်နေပါတယ်။အချိန်တော်ကြာတဲ့ဒီမပွင့်လို့စိတ်မရှိတော့တဲ့ဓမြတယောက်ကတတိကြီးဦးမောင်ကြီးပါကိုတပြားနဲ့ခက်ဆက်ဆက်ရိုက်ကနှိုးလိုက်တယ်။ဦးမောင်ကြီးကလန်နိုးချင်းကြောက်လန့်တကြားနဲ့အော်မီပြုတ်ရမှာဓမြတယောက်ကဓာတ်နဲ့လေပင်ကိုချိန်နေရဲ့ဒီမှာဦးမောင်ကြီးခမ ्या အော်လို့ကတော့ခမ ्या တို့တိုင်လုံးကျုပ်တို့တက်ပြစ်မယ်ကျုပ်ကိုမိခင်တက်တာတော့ပေးစမ်းထိုးချိန်မှာဒေါ်ဒေဝီလည်းနိုးလာပြီးကြောက်လန့်တုံလုံးနေပါတယ်ဟာကြားတယ်ဗျာပေးဆိုမြင်မြန်ပေးကျုပ်ခမ ्या မိမောင်တက်လိုက်မှာနော်ပေးပါမယ်ကွာပေးပါမယ်ငါတို့တော့ချမ်းသာပေးပါကွာပြောဆိုနဲ့ခေါင်းအောက်မှာထားတဲ့မိခင်တက်တာတော့ထုတ်ပေးလိုက်ပါတယ်မိခင်တက်တာတော့ကိုအခုလိုလွယ်လွယ်ကူကူထုတ်ပေးလိမ့်မယ်မထင်တာကြောင့်ဓမြကောင်းဆောင်သဘောကျသွားတယ်ခမ ्या ကလိမ့်မာသားပဲအဲ့လိုတသားရထုတ်ပေးလိုက်တော့အသားမနာတော့ပေါ့ပစ္စည်းဆိုတာပစ္စည်းသင်္ခါရလူသင်္ခါရဆိုတာခမ ्या နှလုံးသွင်းတတ်တာပဲမိခင်တက်တာတော့ပွင့်သွားတဲ့အခါမိခင်တက်တာအတွင်းမှာရွှေငွေကြောင့်မြရတနာများနဲ့ငွေကြေးများစွာတွေးလိုက်ရပါတယ်ထို့အခိုက်ဓမြများအားလုံးရဲ့မျက်လုံးတွေထဲကလောဘရိပ်ရောင်နဲ့တလက်လက်တောက်လာပြီးဦးမောင်ကြီးတို့လင်းများကိုတတင်ကမိတ်သွားတယ်တကားဝမှာနေတဲ့ဓမြနဲ့ဒေါ်ဒီဝီနားမှာနေတဲ့ဓမြတို့မှာမိခင်တက်တာကိုသာလာရောက်ကြည့်ရှုနေခိုင်းမှာဦးမောင်ကြီးကအနားမှာရှိတဲ့ဓမြတစ်ယောက်ကိုတွန်းထုတ်ပြီးတော့ဇနီးတဲ့လက်ကိုဆွဲကထွက်ပြေးတယ်ဒါပေမဲ့ကန်ဆိုးစွာနဲ့ဒေါသထွက်နေတဲ့ဓမြတစ်ယောက်ကဒေါ်ဒေဝီကိုဓာတ်နဲ့လှမ်းထိုးလိုက်ပါတယ်ဇနီးတဲ့ကဦးမောင်ကြီးကပြည့်ရန်လက်ပြလိုက်လို့ဦးမောင်ကြီးထွက်ပြေးတော့လဲမလွတ်တော့ပါဘူးနောက်ကဓမြတစ်ယောက်ထပ်လိုက်လာပြီးလှီကားထိတ်ရောက်သွားတဲ့ဦးမောင်ကြီးလေပင်ကိုဓာတ်နဲ့နောက်မှလွှဲခုတ်လိုက်တယ်ထိုအခါရုတ်တရက်ဆိုသလိုခေါင်းပြတ်ထွက်သွားပြီးဦးကောင်းကြီးကလှီကားလမ်းတစ်လျှောက်တထုံထုံနဲ့ကျသွားပါတော့တယ်လှီကားထိတ်ခန်းထဲမှာနေတဲ့ဟီမန်ကအပြစ်မှအတန်တွေကြားလို့ထွက်ကြည့်လိုက်တဲ့အခါမိဘများရဲ့သွေးပြတ်ဖွယ်မြင်ကွင်းကိုမြင်လိုက်ရပြီးကြောက်အားလန့်အားနဲ့ပြီးတော့တယ်ဓမြတွေကလည်းဟီမန်နောက်မှာဒရကြံပြေးလိုက်လာကြပါတော့တယ်ကြကြပါဦးရှင်ကြကြပါဦးရှင်တနာစရာဟီမန်တန်လေးမှာမိုးတန်လေးတန်များကြားမှာပျောက်ကွယ်နေပါတယ်ဟီမန်မှာပြေးမိပြေးရပြေးလာမိလို့သူတတိမထားမိရဲ့ချိန်မှာသူမရောက်ရှိနေတဲ့နေရာကအလုသမားတန်းလျက်ဘက်မဟုတ်ဘဲနဲ့အိမ်အနောက်ဘက်ရေကန်ကြီးရှိရာကိုရောက်ရှိနေကြောင်းသိလိုက်ရပါတယ်ဒါကြောင့်ဒရကြံလိုက်လာတဲ့ဓမြများလက်မှမလွတ်နိုင်မှန်းသိတဲ့ဟီမန်ကရေကန်နဲ့ဆင်းကပုံရံအကြံရလိုက်တယ်အကြံအတိုင်းရေကန်နဲ့ဆင်းကပုံနေလိုက်ရာမကြမီမှာပင်ဟီမန်ပုံနေရေကန်နောက်ဓမြတွေရောက်လာကြတယ်ရှာဆန်းကွာတွေ့အောင်ရှာကြစမ်းတွေ့ရင်သိသက်ဖြစ်ဒီကိစ္စပေါ်လို့မဖြစ်ဘူးဓမြကောင်းဆောင်ကပျော်ပျော်ဆော်ဆော်ရေကန်နီးတစ်ဝိုက်မှာလိုက်ရှာနေတယ်ခဏကြာတဲ့အခါရေကန်ဘက်ကိုဥတည်နေတဲ့မိမငယ်တယောက်ရဲ့ခြေအောင်ဓမြကောင်းဆောင်ကအမှတ်မထင်တွေ့လိုက်ရပါတယ်ထိုကဓမြကောင်းဆောင်ကပြုံးလိုက်ပြီးတော့ကျန်သူများကိုတစုံတရာတူတူကပ်ပြောလိုက်ပြီးထိုနေရာမှထွက်သွားကြပါတယ်ထိုဖြစ်ကိုကန်ထဲမှာမြင်လိုက်ရတဲ့ဟိမန်ကဓမြတွေပြန်သွားပြီထင်တဲ့ရေကန်ပေါ်တက်ရန်ကြိုးစားလိုက်ရာဘယ်ချိန်ကအနားကိုရောက်လာမှမသိတဲ့ဓမြကောင်းဆောင်ကဟိမန်ကောင်ကိုရေထဲနှစ်သက်တယ်ဟိမန်ရုန်းကန်တော့လဲတမ်းမာလာတဲ့ယောက်ျားတစ်ယောက်ရဲ့အားကိုဘလို့မှအမတုနိုင်တော့ပဲနောက်ဆုံးမှာတော့ဟိမန်ခမရေနှစ်သက်ခံလိုက်ရတယ်ဟိမန်ရှော်လောင်းကိုကြည့်ပြီးတော့ဓမြကောင်းဆောင်ကရုပ်ကလေးကလည်းချောတယ်အရွယ်ကလေးကလည်းငယ်တယ်ချမ်းလဲချမ်းသာတယ်ဒါပေမဲ့မတက်နိုင်ကွာဒီမိသားစုတွေမှာလူလာဖြစ်တဲ့မင်းရဲ့ကံကိုပဲအပြစ်ပုံချရတော့မှာပဲပြောဆိုကထွက်သွားတယ်အားလုံးကိစ္စရှင်းပြီးနိုင်ကိုအမှတ်တမဲ့ကြည့်လိုက်ပြီးတော့ညတနိုင်တိတိစောစောကဟိမဝတီဆိုင်တော်ပေါ်မှာတက်ဖြတ်ခဲ့ကြတဲ့ဓမြတွေအကောင်လုံးကလူတယောက်ရဲ့ရှေ့မှာ
ယူသေးစွာရက်နေကြတယ်ထို့လိုမှမင်းမစိုးနိုင်ဆိုလက်စားလက်နက်ဖျောက်တတ်တာပဲဒီအိမ်ကြီးကိုဝင်စီးခဲ့တဲ့ကိစ္စမှာမိကန်တက်တာတွေကဝေစုတွေနဲ့မင်းနဲ့မင်းတပည့်တွေအဲ့ဒီဝေစုတွေအကုန်ယူလိုက်ကြဟင်ဒါဆိုဆရာအတွက်ကရောငါအတွက်ကဒီစံကြီးတစ်ခုလုံးပိုင်နေမှာတော့ဘာလို့အောင်မလဲကွာငါကဥတာတီရဲ့တူတီတော်ဆွေမျိုးလေဘယ်သူမှမရှိတော့ဆိုမှတော့ဘာလို့အောင်မလဲဒီလူကြီးကသူ့သမီးမှသူ့သမီးလောကမှာသူ့သမီးတယောက်သေးကိုပဲလူထင်တာကွာငါ့တော့အိမ်မှာခေါ်ထားတာမဟုတ်ဘူးနောက်ပြီးတော့ငါ့ကိုသူတို့တမိသားစုလုံးကနှိမ့်နေလေအခုတော့အားလုံးတည်ပြီကောင်းတာပေါ့ကွာမင်းတို့လည်းရတဲ့နာရယူပြီးလက်တော့ငါလည်းဟမ်မပြက်နေလိုက်အောင်မယ်ကဲသွားကြတော့ဟုတ်ကဲ့ပါဆရာဒါဆိုကျွန်တော်တို့သွားပြီပြပြဆွဆွနဲ့ဓမြကောင်းဆောင်နဲ့ကျန်တဲ့သူတပည့်တွေထွက်သွားကြရာလူတယောက်တည်းကြံခဲ့တယ်ထိုလူကတခြားမဟုတ်ပါဘူးဦးမောင်ကြီးရဲ့တဦးတည်တော်သူကိုပါအေးပင်ဖြစ်ပါတယ်သူကတော့တဦးတည်းကျင်းနေပြီးတော့တစုံတစ်ခုစဉ်းစားပြီးဟဲ့ပပရှိမောနေတယ်သူစဉ်းစားမိတဲ့ရှာကဦးမောင်ကြီးတို့မျိုးရိုးအစဉ်အဆက်ထိမ့်သိမ်းလာခဲ့တဲ့စိန်ထုတ်ကြီးကြောင်းပင်ဖြစ်ပါတယ်စောစောကမိကန်တက်တာမှရလာတဲ့ပစ္စည်းများထဲမှာအဲ့ဒီစိန်ထုတ်ကမပါပါဘူးဒါကြောင့်ဦးမောင်ကြီးအိမ်မှာတနေရာမှာဖွက်ထားပြီးတော့ထိုရင်ကြီးကိုသူ့ပိုင်ဆိုင်မှာမှအေးစိတ်စိတ်ရှာဖွေသုံးဆွဲတော့မယ်လို့တွေးပြီးသဘောကျသွားခြင်းဖြစ်တယ်ဓမြများကတော့မိကန်တက်တာထဲမှာရတဲ့ပစ္စည်းတွေကိုအကုန်ပေးလိုက်လို့အင်မတန်သဘောကောင်းတဲ့လူကြီးဦးကြောင်ကြောင်ငနေကြီးလို့တွေးတော်မိနေပြီလိမ့်မယ်ဒါပေမဲ့ကိုပါကြီးကတော့မိကန်တက်တာတွေကပမာဏထက်စိတ်စားမကတဲ့စိန်ထုတ်ကြီးကိုမျက်လုံးထဲမှာမြင်အောင်လျက်ရီမောနေခြင်းဖြစ်ပါတယ်နောက်ရက်မှာမိသားစုရှိနေခြင်းမှာဦးမောင်ကြီးတို့မိသားစုတည်ဆုံးသွားပြီဖြစ်ကြောင်းနဲ့အမွေဆက်ခံရမှာတမီးဖြစ်သူကိုထိုဟေမန်ဝတီဆိုင်ကြီးကိုပြီးခဲ့ကြောင်းအကြောင်းမျိုးမျိုးဖြစ်တမီးဖြစ်သူအိမ်တော်မပြုတ်ခင်သားသမီးမရခင်ကွယ်လွန်သွားတဲ့အခါမှာဆွေမျိုးထဲမှာတွေးချင်းနေတဲ့ကိုပါကြီးကိုဟေမန်ဝတီဆိုင်ကြီးကိုအမွေဖြစ်ရယူထိမ့်သိမ်းပါရန်ဦးမောင်ကြီးရဲ့တည်တန်းစာမှာဖော်ပြခဲ့ကြောင်းလာရောက်ပြောကြားပြီးတော့စာချုပ်စာတမ်းများဖြင့်လွှဲပြောင်းယူစေပါတယ်။အမှန်စင်စစ်ထိုတည်တန်းစာကိုပါကြီးကခိုးယူဖတ်ရှုပြီးဖြစ်တယ်။ဒါကြောင့်ယခုလိုရာဇဝတ်မှုကြီးကိုပြုလုပ်ခဲ့ခြင်းဖြစ်တယ်။ဒါပေမဲ့ယခုရှိနေကြီးဖတ်ကြားမှတိရဟန်ဆောင်ကဦးမောင်ကြီးကိုအလွန်တရာကျေးဇူးတင်ကြောင်းဦးမောင်ကြီးကသူ့ကျေးဇူးရှင်ဖြစ်ကြောင်းငိုယူပြောကြားခဲ့တယ်။ဒီလိုနဲ့ထိုရင်ကြီးပေါ်ကိုပါအေးနဲ့သူ့ရဲ့မိသားစုရောက်ရှိလာပါတယ်။ရောက်ချင်းအလုပ်သမားများရဲ့နာမည်များကိုနှုတ်ဆက်စေပြီးတော့အခန်းများကိုလိုက်လံပြသစေပါတယ်။ဆိုင်တော်ကြီးဆိုတော့လေအခန်းတွေများကြီးမရှိဘဲနဲ့ရခင်တထေးကြီးဦးမောင်ကြီးတို့လင်းများအိတ်တဲ့အခန်းသူတို့သမီးဟိမန်အိတ်တဲ့အခန်းနဲ့အိတ်တဲ့တွေလာရောက်တဲကိုပါကတဲကိုနိုင်ရဲ့အိတ်ခန်းတစ်ခန်းစသဖြင့်အိတ်ခန်း၃ခန်းသာရှိတယ်။ကိုပါရီတို့မိသားစုကစရောက်တဲ့နေ့မှာပင်တထေးကြီးလင်းများအိတ်ဆက်တဲ့အိတ်ခန်းမှာတွားရောက်အိတ်ဆက်ပါတယ်။ရောက်စားကပစ္စည်းတွေရွှေ့ရလို့မမောပမတ်နဲ့တမိသားစုလုံးအိတ်ပြောနေလို့ဘာမှမသိလိုက်ဘူး။သို့တော်မနက်မိုးလင်းတဲ့ချိန်တမိသားစုလုံးကတင်အောက်ကိုရောက်နေပါတယ်။ကိုပါရီထားကြည့်ပါဦး။ကျမတို့ညကဒီကတင်ပေါ်မှာအိတ်နေရလေ။အခုအကုန်လုံးအောက်ကိုရောက်ကုန်ပါလား။အဲ့ဒီတန်းလို့တယောက်လောက်ပြုတ်ကြရင်တော့အတန်ကြားမှာပဲကျမနိုးမှာပဲအခုတော့အားလုံးတော့မသိလိုက်ရပဲနဲ့ကတင်အောက်ကိုရောက်နေမဟုတ်သေးဘူးနော်ဒီအိမ်ထဲမှာနေရတာစိတ်မတန့်တယ်လို့ပဲလင်းယောက်ျားဖြစ်သူကိုပါကြီးကိုပုံနှိုးပြီးတော့မမြခင်ပြောလိုက်တယ်ထိုအခါကိုပါကြီးနိုးလာပြီးတော့အေးဟုတ်တယ်ကွာဒါပေမဲ့ဘာမှဆွဲလည်းမထားပါနဲ့ကွာနောက်ရက်တွေစောင့်ကြည့်ကြသေးရပေါ့ကဲမနက်မိုးလင်းပြီဆိုတော့မနက်စာလေးပါလေးစားပြီးခြံထဲကိုရှောက်ကြည့်ရအောင်ကဲကလေးတွေနှိုးတော့ကိုပါကြီးစကားအမြဲတမ်းနားထောင်ခဲ့တဲ့မမြခင်မှာယခုကမှလည်းစိတ်ထဲမှာဇဝေဇဝါဖြစ်ပေမဲ့လင်းယောက်ျားပြောတဲ့အတိုင်းမေ့ပြစ်လိုက်ပြီးကလေးမြောင်နှိုးလိုက်ပါတယ်။အဲနောက်မနက်စာစားကြပြီးခြံပက်ပက်လေးလိုက်လံကြည့်ရှုကြတယ်။အလုသမားများကလည်းပိုင်ရှင်တဲ့မိသားစုလာရောက်နှုတ်ဆက်ကြပါတယ်။အလုသမားများနဲ့စကားပြောနေစဉ်ကိုပါကြီးရဲ့သားနဲ့တမီးကစော်ကစားရင်နောက်ပြီးမှကန်ကြီးနောက်ရောက်လာတယ်။ကိုပါကြီးရဲ့သားလေးနာမည်ကမောင်ပိုင်ထက်ဖြစ်ပြီးအသက်10နှစ်ဖြစ်ကတမီးလေးနာမည်ကဣတုံဖြစ်ပြီးအသက်9နှစ်ဖြစ်တယ်။ရေကန်နောက်ရောက်တဲ့ကဣတုံလေးကကိုဟိုမှာအမကြီးတယောက်သမီးတို့လမ်းကုန်နေသွားကြရအောင်ဤဟုတ်တယ်ဟာသွားကြမယ်လေကလေးနှစ်ယောက်သွားမယ်ကြံနေစဉ်မိခင်ဖြစ်သူမမြခင်ခေါ်တောင်းတက်တက်ကြားလိုက်ရတယ်တာရေးပိုင်ထက်သမီးရဲ့ဤတုံရဲ့ဟောညီမလေးမမေခေါ်နေပြီနောက်မှအဲ့ဒီမမစီသွားတော့မယ်အခုတော့မမေစိတ်ပူနေလိမ့်မယ်ပြန်ကြရအောင်ဤတုံလေးကနောက်ကိုလှည့်ကြည့်ရင်တစုံတရာကိုလက်ပြနှုတ်ဆက်လျက်မမြခင်နဲ့တွေ့တဲ့အခါကလေးနှစ်ယောက်ကိုမေးလိုက်ပါတယ်တားနဲ့သမီးဘယ်ရီလျှောက်သွားနေကြရလဲမမေသားတို့နောက်ဖက်ရေကန်နာမှာမမတယောက်နဲ့တွေ့တယ်။သူကသားတို့လှမ်းခေါ်နေတာ။သားတို့တောင်းမလို့တော့မမေခေါ်တန်ကြလို့ပြန်ပြေးလာတာ။အော်ခြံထဲမှာလှုပ်သမားကောင်မလေးတယောက်ဖြစ်မှာပေါ့။သားနဲ့သမီးမမေတိတိကျကျမှားထားမယ်နော်။နောက်အဲ့ဒီကန်နာမသွားနဲ့။ကန်နဲ့ပြုတ်ကြလိမ့်မယ်ကြားလား။ဟုတ်ကဲ့မမေ။သားနဲ့သမီးကမမြခင်ရဲ့ဘဝပင်ယောက်ျားဖြစ်သူကိုပါအေးကနာမည်အေးတလောက်အရက်တောက်ဖေးရိုက်လောင်းကစားအလုပ်လုပ်နေတော့လေ
သူမိမနဲ့ကလေးကိုတော့ချစ်ရှာတယ်ထို့အတွက်ကြောင့်ဒီဆိုင်ကြီးတဲ့ရောက်လာခြင်းဖြစ်တယ်နောက်ရက်များမှာအလုသမားများမှာဒိုဆိုင်ကြီးပေါ်မှာရခင်တထေးကြီးဦးမောင်ကြီးတထေးကတော်ဒေါ်ဒေဝီနဲ့သူ့ရဲ့သမီးဟိမန်တို့ကိုမကြာခဏမြင်ရကြောင်းအတန်ထွက်လာပါတယ်ဒိုစကားတန်များကိုပါအေးရမကြိုက်ရတဲ့အကြောင်းကမြင်ရတယ်ဘာညာဆိုပြီးနောက်ထပ်စုံစမ်းလာကြမှာစိုးရိမ်လာကြောင်းဖြစ်ပါတယ်ထိုချိန်မှစပြီးအလုသမားများကိုအပြစ်ရှာကတယောက်ပြီးတယောက်အလုထုတ်ပြလိုက်တယ်ကိုပါအေးဘာတွေဖြစ်နေအောင်မမြခင်မသိဘူးအခုရက်ပိုင်းအတွင်းအရင်ကတည်းကဒေါသတွေပိုးထွက်နေကအရက်တွေလည်းအလွန်ကြောင်တောက်နေတတ်တယ်မကြခင်ရက်အတွင်းမှာဟိမန်ဝတီဆိုင်တော်ကြီးမှာအလုသမားတယောက်မှမရှိတော့ပါဘူးမမေဖေဖေကဘာလို့ဟိုဦးကြီးတို့အမကြီးတို့ပြန်လွှတ်လိုက်တာလဲအခုဆိုသားတို့အရန်ပြစ်နာပဲသားတို့နဲ့စော့ပေးမဲ့သူတွေလည်းမရှိတော့ဘူးဖေဖေလက်အခုတလောရက်တွေအရန်တောက်တာပဲသားတို့မချစ်တော့တယ်လို့ပဲနော်မဟုတ်ပါဘူးသားရဲ့သားဖေဖေကလောကိစ္စတွေနဲ့စိတ်ရှုံနေလို့ပါသားဖေဖေကိုပြစ်မတင်ပါနဲ့သားတို့ပြင်မမေတို့ကစားပေးမှာပေါ့အော်သမီးမမေကိုပြောစရာရှိတယ်မမေတို့ခန်းထဲကဖွားကြီးတယောက်နဲ့ဖိုးကြီးတယောက်ထွက်လာတော့သမီးတွေ့တယ်မမေသမီးရဲ့သမီးတို့စိတ်ထင်နေတာဖြစ်မှာပါဒီအိမ်ထဲမှာမမေတို့မိသားစုပြင်ဘယ်သူမှမရှိဘူးသမီးရဲ့ကဲစားသွားကြကြတော့နော်မမေလည်းလောက်ဆရာရှိရလေလောက်တော့မယ်ကလေးတွေမကြောက်အောင်သာပြောနေရပေမဲ့ထိုပုံရိပ်များကိုကလေးများသာမကမိမိကိုယ်တိုင်ပါမြင်တွေ့ဘူးလို့ကလေးများအတွက်စိုးရိမ်သွားပြီးယောက်ျားဖြစ်သူကိုပါအေးကိုအတိပေးအကြောင်းကြားတဲ့နယ်လို့ယူဆလျက်ကိုပါအေးရှိရာကိုမမျှခင်လာခဲ့လိုက်တယ်ကိုပါအေးကျမဒီရင်ကြီးထဲမှာနေရတာစိတ်မတန့်တယ်လို့ကြီးပြီးတော့နေရာတိုင်းကမျက်လုံးတွေနဲ့လိုက်ကြည့်နေတယ်လို့ခံစားရတယ်မင်းကလည်းကွာစိတ်ထင်တာစိတ်ချောက်ချတာဖြစ်မှာပါဘာမှမရှိပါဘူးမဟုတ်ဘူးကိုပါအေးကျမတေချာသိနေတယ်ရှင်ဦးလေးတို့မိသားစုဒီရင်ကြီးကနေမကြွမလွတ်ဘူးဆိုတာတေချာတဲ့လောက်ပဲဟိုနေ့ကကျမအခန်းကိုလာအခန်းထဲကနေရှင်ဦးလေးနဲ့အတော်ထွက်လာတာမြင်လိုက်ရှာပြီးမျက်စိရှိမှပျောက်သွားတယ်ကျမလည်းမဟုတ်ဘူးသားနဲ့သမီးလည်းမြင်လို့သူတို့မကြောက်မနေပြောထားရတယ်ညဆိုရင်လည်းရှင်ကသာအိမ်နေတာညတနားလောက်မှမိမကြီးတယောက်အော်တန်တွေလှေကားပေါ်ကတခုခုပြုတ်ကျတန်တွေရီတန်ကြီးတွေအိုးခွက်ပကံတွေကိုယ်တန်တွေအကျယ်ကြီးကြရတယ်ကျမပြေကြောက်လိုက်တာအရမ်းပဲပထမတော့စိတ်ထင်တာပဲဆိုပြီးမပြောသေးတာနောက်ကြားရပံများလာမှအခုပြောပြတာဒီအိမ်ကြီးမှနေရကျမကြောက်တယ်နောက်ပြီးသားနဲ့သမီးကိုလည်းစိတ်မချအောင်ကျမတို့အိမ်ပြောင်းကြရအောင်နော်တိတ်ဆန်းငါ့တခြားကြောင်းပြောအိမ်ပြောင်းနေကြမပြောနဲ့ဆိုပြီးထထွက်သွားတယ်မမြခင်ကတော့လင်းယောက်ကြားကြောပြင်ကိုကြည့်ရင်နားမလည်နိုင်တော့မျက်လုံးများဖြင့်တက်ပြင်းတစ်ချက်ကိုချလိုက်မိတယ်ဇနီးတဲ့ရဲ့သဘောထားကိုပါအေးကောင်းစွာနားလေတယ်သူကိုယ်တိုင်လည်းဦးလေးတို့မိသားစုကိုအရှိန်များဖြင့်မကြာခဏမြင်တွေ့နေရပြီမဟုတ်ပါလားဒါပေမဲ့ကိုထက်တီစိန်ဒုက္ခရှာမတွေ့သေးဘူးနေရာလည်းစုံနေပြီရှာမတွေ့လို့စိတ်ညစ်ညစ်နဲ့အရက်ကိုဖိတောက်ပြီးအိပ်ပြက်အစားပြက်နဲ့ကျမ်းမာရေးချူချတယ်လို့ဖြစ်လာတယ်တရက်မှမမြခင်ကသားနဲ့သမီးကိုကြောင်းသွားပို့နေခိုင်းမှာအုတ်ထုတ်ကိုခေါင်းငိုက်ဆိုင်စောင်းထားတဲ့လူကြီးတယောက်ဟိုလေးကြည့်ပြီးအိမ်ထဲဝင်သွားတယ်အိမ်ကန်းထဲမှာကိုပါအိမ်နဲ့တွေ့တယ်ဘာလဲနိုင်ဆိုဘာကြောင့်နဲ့ငါရှိမှထပ်ပေါ်လာရပြန်တာလဲမြို့နောက်တကငါရှိမှဘယ်တော့မှမလာပါနဲ့လို့ပြောထားရမဟုတ်လားမင်းဘာကြောင့်ငါစကားနားမထောင်တာလဲမင်းဘာလို့ချင်လို့လဲကွာကျုပ်ခမည်းရှိကိုလာကျင်လို့ပြန်လာတယ်မထင်နဲ့ခမည်းကျုပ်တို့ပြားရင်နဲ့ဝမ်းချပြီးလွတ်လိုက်တဲ့ကိစ္စကျုပ်အားလုံးသိသွားပြီဒီဟိမန်ဝတီဆိုင်တော်ကြီးရဲ့တခင်တထေးကြီးဦးမောင်ကြီးမှာစိန်တုပ်ကြီးတစ်ထုပ်ရှိရဆိုတဲ့တဲ့င်းကိုကျုပ်ရပြီပဲခမည်းတော်စားကတိုက်တဲ့တခြားလုပ်ငန်းတွေကိုပဲလိုချင်လို့လုပ်တာလို့ကျုပ်တို့ကထင်ထားတာတကယ်တော့ခမည်းဒီထက်မကကြံစီထားတာ哦တထေးကြီးမိသားစုတက်ခိုင်အလောင်းဖြောက်ဖြတ်ခိုင်းပြီးတော့ကျွန်တော်တို့ကမဖြစ်စလောက်ငွေလေးပေးပြီးတော့သူ့ကိုယ်သူတို့ကောင်းကြီးပုံစံနဲ့လှုပ်သွားတာပဲပြီးပါပဲအကြံပိုင်းပါပဲဗျာကဲခုလောက်ဆိုရင်စိန်ထုတ်ကိုခမည်းရှာတွေ့လောက်ပြီပေါ့ကျုပ်ကိုလည်းနည်းနည်းလောက်မျှပါအောင်ဗျာကျုပ်နောက်ကရဲတွေလိုက်နေလို့ရှောင်းပုံရင်စရိတ်ပြတ်သွားပြီကျုပ်ကိုဒီတစ်ခေါက်စရင်ရှင်းပေးပြီးနောက်ပြီးတော့မှခမည်းရှင်းမှာပြန်မပေါ်လာစေရဘူးလို့ကတိပေးတယ်မပေးဘူးဆိုရင်တော့ခမည်းချင်းနဲ့ဘလောက်ဆိုးရွားသွားမယ်လို့ခမည်းထင်လဲခမည်းဘာလုပ်တဲ့နေဆိုတာခမည်းကောင်းကောင်းသဘောပေါက်ပါတယ်ဗျာဘယ်လိုလဲငါဒီမှာနေရာကြပြီဆိုတာမှန်တယ်ဒါပေမဲ့အဲ့ဒီစိန်ထုတ်ကိုနေရာနဲ့ရှာပြီးမဲ့မတွေ့သေးဘူးကွာအခုမင်းလိုချင်တော့ငါမှရှိရပတ်စံနေပေးလိုက်မယ်မင်းလမ်းစရိတ်ဖြစ်ပေါ့ခမည်းကြံထားကုန်မဲလားကိုပါကြီးရဲ့နိုင်စုတစ်ခါပဲရမယ်နှစ်ခါမရအောင်မပြေနိုင်စုပါကောင်းလဲဆိုတော့ခမည်းတည်ရနော်ညံများမယ်တော့မကြံနဲ့စိန်ထုတ်ပဲမှလည်းမင်းမြန်ပြောစမ်းရုပ်တရက်ခါကြမှဓမြောင်ကိုထုတ်လိုက်ရကိုပါအေးမျက်နှာမှာတစုံတရာဆုံးဖြတ်ချက်ချလိုက်တဲ့ပုံဖြစ်သွားပြီမင်းကဆန္ဒတွေအလောက်ပြင်းပြနေရောလဲထုတ်ပေးရသေးရပေါ့ကွာလာလိုက်ခဲ့အခန်းတွင်ခေါ်ဆောင်သားပြီးတော့ဟုတ်ကမိကန်တတာထဲမှာမင်းလိုချင်တဲ့စိန်ထုံးရှိတယ်အရင်ဖွင့်ယူထားနဲ့ငါတကားတန်ကြလို့ငါမိမပြန်လာပြီလားကြည့်လိုက်အောင်မယ်ဟောဒီမှာမိကန်တတာတော့ပြစ်ပေးလိုက်ပြီးအပြင်ထွက်သွားတယ်ဒီချိန်ကြီးကနိုင်စိုးကြိုက်စိန်ထုံးလဲယူမယ်ပတ်စံတွေလည်းခိုးမယ်ရိုးရိုးလွန်တခါတည်း
အပြတ်ရှင်းပြရန်ကြံစည်ပြီးသားဖြစ်တယ်။သို့တော့မိကန်တက်တာကိုဖွင့်လိုက်တဲ့အခါမိကန်တက်တာထဲမှာမြည်သည့်အရာမှရှိမနေပါဘူး။ဒေါသတွတ်တွတ်နဲ့ကိုပါရေးကိုမင်းရန်ဒီဘက်ကိုပြန်လှည့်ချွန်တက်သောအရာတစ်ခုဟာသူ့ရဲ့ရင်ဘတ်ထဲကိုစူးနဲ့စွာဝင်ရောက်သွားကြောင်းခံစားလိုက်ရတယ်။ငုံကြည့်လိုက်ရထားတဲ့ကြောင်ဟင်မင်းငါခုလိုမလုပ်ချင်ပါဘူးကွာ။ဒါပေမဲ့မင်းကငါ့ကိုဖိအားရရမ်းပေးတာ哦မင်းထိုက်နဲ့မင်းကံပေါ့ကွာ။ငါလည်းမတက်တာလို့လှုပ်လိုက်ရတာစိတ်မကောင်းပါဘူး။နိုင်စိုးကိုအပြတ်ရှင်းပြရနဲ့အလောင်းဖြောက်ဖို့အတွက်နောက်ဖေးရေကန်အနာကမြေကျွန်းတချင်းတူကဖျောက်ပြက်ပြစ်လိုက်တယ်။ထိုဖြစ်ပျက်ကိုကြည့်နေတဲ့အိမ်ပရင်ပေါက်ထမှအရေးနှရိပ်နဲ့ရေကန်ပေးမှရက်ချီနေတဲ့မင်းကလေးအရေးတခုတော့ကိုပါကြီးလုံးဝသတိမထားမိလိုက်ပါဘူး။တရက်မှမမြခင်တဲ့တာသမီတွေကိုအရင်အိတ်စေပြီးတော့မင်းလင်းဖို့နားမှာကိုပါကြီးတယောက်ရက်တောင်နေစဉ်ညတနာခန့်ချိန်မှာအိမ်ပေါ်ထက်မှမိမတယောက်ရဲ့အော်တန်ကြီးတစ်ခုကိုကြားလိုက်ရပါတယ်။ရုတ်တရက်စိတ်ပူသွားပြီးမမြခင်များတစ်ခုခုဖြစ်တဲ့အထဲနဲ့ထလာချိန်မှာလေကားမှာတထုံထုံအတန်ကြီးကြားပြီးတော့ခေါင်းပြက်ကြီးတစ်လုံးကိုပါကြီးရဲ့ခြေထောက်နားကိုလိမ့်ဆင်းလာပါတယ်။အဲဒီခေါင်းပြက်ကြီးကိုကြောင်ပြီးတော့တေချာကြည့်နေချိန်မှာထိုခေါင်းပြက်ကြီးမှာကိုပါကြီးမျက်နှာဘက်ကိုလှည့်လာတယ်။ဟင်ထဦးလေးထိုအခိုက်ခေါင်းပြက်ကြီးမှခြောက်ချားစရာရည်တန်းကြီးထွက်ပေါ်လာတယ်။အပေါ်ထက်ကိုပြေးမဲ့ချမ်းပြေးလှည့်ကြည့်လိုက်ရာလေကားထိပ်မှာမိမကြီးတယောက်လမ်းမြင်လိုက်ရပါတော့တယ်။ဟင်အန်တီဒေးဝီမရတော့ဘလို့မှအပေါ်ထက်ကိုတက်လို့မရတော့ဘူးလို့သဘောပေါက်လိုက်တာနဲ့အိမ်ပြန်ထက်ရတကမာကျိုးဆွဲပွက်လိုက်တဲ့အခါအိတ်ရှိမှောင်ရီထဲမှာရေစိုးနဲ့မိမတယောက်ဟေးရှေ့ကဘာတူလဲဖဲဆန်းငါနောက်ကိုတရေတွေလိုက်လာကြပြီဘေးဖယ်တော့မဖေငါဝင်တိုက်လိုက်မှာထိုမိမအရှိတ်ကမဖေတဲ့ပြင်ရှေ့ကိုတိုးလာတယ်အလင်းရောင်နဲ့ရောက်လာတဲ့အခါဟာဟေမလာကြနဲ့တွားကြဘသူမှမလာကြနဲ့အားလုံးတွားကြစမ်းထွက်သွားကြဆိုငါကုန်တက်မှာနော်တရေတွေဘာလဲနားမလဲတွားကြနောက်ထုံနေတော့လေဦးလေးရဲ့ကောင်းမပါတဲ့ခန္ဓာကိုယ်ကြီးနဲ့အန်တီဒေဝီကလှေကားတိုင်းဆင်းလာကြပါတယ်။ဒါအပြင်ရေးစိုးနေတဲ့ဟိမန်ကလည်းလက်ကြီးဆက်တန်းလာကတဖြည်းဖြည်းတိုးလာနေတယ်။အောက်တက်ကအော်တန်ကြားလို့ယောက်ျားအတွက်စိုးရင်ပြီးတော့မမြခင်ပြေးဆက်လာတယ်။သူကအိတ်ခမ်းဆိုပါနာမှာခွေကလေးလဲနေတဲ့ကိုပါကြီးကိုတွေးလိုက်ရှာလို့စိုးရင်စိန်နဲ့နှိုးလိုက်တယ်။ကိုပါကြီးရှင်ဘာဖြစ်တာလဲယင်မမြခင်လှုံနိုးကမှကိုပါကြီးနိုးသွားပြီးတော့တော်ငါနာမလာကြနဲ့။အော်ဟိရမမြခင်ကကိုပါကြီးတတိထားပါအောင်ရှင်အေးမိကုန်တော့မယ်လှုံလို့တော့မှကိုပါကြီးကထလာကဟင်ငါအိမ်မက်တာများလားငါအိမ်မက်ကလည်းတော်တော်ကြောက်စရာကောင်းတာပဲတွေးပြီးတော့တပြေးတစ်ချက်ကိုမှုတ်ထုတ်လိုက်ရင်ဘာမှဖြစ်ပါအောင်မိမရဲ့ငါအိပ်ပျော်သွားလို့အိမ်မက်ဆိုးတွေမက်နေရဖြစ်မှာပါကဲလာအပေါ်ထက်ကိုသွားအိပ်ကြမယ်ကိုပါကြီးတို့ထိုင်ရင်ဟန်ပြနေစဉ်အိမ်ရှိမှတက္ကမကြီးဝုန်းဆိုပွင့်သွားကလေချမ်းတွေရုတ်တရက်တိုက်ခတ်လာတယ်ထိုအခါမမြခင်မှာတကားမှဝင်လာတဲ့လေချမ်းမြောက်တွန်းဖက်ရင်းနဲ့တကားကိုပိတ်လိုက်တယ်ကိုပါကြီးကျမညကအိတ်ခါနေဒီတကောက်တေချာပိတ်ခဲ့ပါတယ်အခုဘလို့ဖြစ်လို့ပွင့်သွားလဲရှင်ဖွင့်လိုက်သေးလားကိုပါကြီးတုံးလို့သွားတယ်ငါဆော့ကထွက်ပြေးဖို့တကောက်ဖွင့်လိုက်တာပဲဒါပေမဲ့ဒါအိမ်မက်မဟုတ်ဘူးလားငင်းငိုင်နေတစုံတရာကိုပါကြီးမြင်တွေ့သွားတယ်ဟင်ရေတွေပါလားဒီနေ့မိုးလည်းမရွာပဲနဲ့ရေတွေကဘလို့ဖြစ်လို့ရောက်နေရလဲနောက်ပြီးတော့ရှွန့်ချီရတယ်မမြခင်လည်းတတိထားကြည့်နေရင်နဲ့ဟင်ရှွန့်ချီရတွေကမိမချီရတွေပါလားကိုပါကြီးကျမအိတ်နေရောအိမ်ကိုဘယ်မိမလာသွားသေးလဲမလာပါဘူးမိမရဲ့အဲ့ဒါကြောင့်ငါလည်းစဉ်းစားရကြက်နေရနောက်ပြီးဒီနေ့မိုးမှမရွာတာရေတွေဘလို့ပါလာရလဲအနာသွားပြီးရေများကိုကန်ချေကနမ်းကြည့်လိုက်တယ်ဟင်ရင်ကြီးတွေနဲ့ဒိုင်းအနံ့တွေရနေပါလားဒါဆိုဟိမန်လာသွားတယ်ဆိုတာတကယ်ပေါ့ထိတ်လန့်တုန်လုံးစွာနဲ့အပေါ်တက်အခန်းထဲကိုတက်လာတယ်ဒါပေမဲ့နောက်ကျအောင်စိတ်မချလို့နောက်ကိုပြန်လှည့်ကြည့်လိုက်ရမှာနောက်လေကားထိတ်မှမကျေနပ်တော့စူးရဲတဲ့မျက်လုံးဖြစ်ကြည့်နေတဲ့ဦးလေးတို့မိသားစု၃ယောက်ကိုတွေးလိုက်ရလို့ချက်ချင်းမဲ့အခန်းထဲပြေးသွားရတယ်ထိုဖြစ်ပျက်များကမယူသောဖြစ်ပျက်များအသွင်ဖြင့်ညစဉ်ညတိုင်းကိုပါအေးတို့မိသားစု၆လက်နေပါတယ်မမြခင်ကြံပြီးတဲ့အတိုင်းဖုန်းကြီးမြောင်ပင့်ပြီးရီးဆက်ချအမျှပေးဝေတော့လဲ3-4ရက်တာပျောက်သွားပြီးဆက်လက်ဖြစ်ပွားလေတဲ့အခါဘာမှမတတ်နိုင်တော့ပဲဒီတိုင်းချိန်မဲ့ခံနေရရှာတယ်ထိုချိန်များအတွင်သားနဲ့သမီးကိုမမြခင်ရဲ့မိဘများရှိရာမြို့ကိုပို့ထားစေပါတယ်မမြခင်ကိုပါမိဘများနဲ့နေစေရာမမြခင်ကလက်မခံမဲနဲ့စိုးလူကောင်းဘက်ဖြစ်သည်များအစိုးကောင်းကိုမြခင်ရင်ကိုပါအေးနဲ့ပင်လိုက်ပါနေထိုင်ပါတယ်ဒီလိုနဲ့ဒီရင်ကြီးကိုဆရာပေါင်းဆောင်ပင့်ပြီးနှင်တော်လည်းမရလို့ဆရာမနိုင်စံအိမ်တော်ကြီးဆိုပြီးပတ်ဝန်းကျင်ကတတ်မှတ်ထားကြတယ်ကိုပါအေးနဲ့မမြခင်တို့မှလည်းတဖြည်းဖြည်းနဲ့ပိန်နီလာကအယိုးပေါ်ရေတင်ခဏကိုမျှလောက်တာဖြစ်လာတယ်ဒီနေ့မှာတော့ကိုပါအေးအိတ်နေခိုင်မမြခင်တယောက်ငိုက်တယ်လို့ဖြစ်သွားပြီးကိုပါအေးကိုလေပင်လာညှက်တော့တယ်ကိုပါအေးကတိတ်ရုံးကန်တော့လည်းမရဘဲနဲ့နောက်ဆုံးတတိလစ်လူအခြေအနေကိုရောက်လာတဲ့အခါလက်တကမ်းမှာရှိတဲ့ပန်းဦးတိုးဖြစ်မမြခင်ခေါင်းကိုထုချလိုက်ပါတယ်မမြခင်လေးကျသွားခိုင်ကိုပါအေးကအခန်းထဲမှာထွက်ပြေးတယ်
ဒါပေမဲ့ခန်းတကားတော့ကဘလို့မှဖွင့်မရတော့ပဲကြက်နေတယ်ထိုအကိုင်မမြခင်ထလာပြီးကိုပါကြီးကိုလက်ညှိုးထိုးလျက်ငါတို့မိသားစုတွေတီခွဲကွဲရတယ်လို့နင်တို့မိသားစုလည်းတီခွဲကွဲရမယ်ဆိုပြီးကကြီးတစ်လက်ကောက်ယူပြီးတော့အတင်းလိုက်ပါတယ်ကိုပါကြီးကိုဖမ်းမိတဲ့အခါကကြီးနဲ့ထိုးလိုက်တော့လေကိုပါကြီးကလက်ကိုကိုင်ဆွဲပြီးလှည့်လိုက်တဲ့အခါကကြီးဦးကအရှိန်ဖြင့်မမြခင်ပိုက်ထဲကိုစုနှစ်စွာဝင်သွားတယ်ဟင်မမြခင်လဲကျသွားတဲ့မမြခင်ကိုသွားပြီးတော့ပွေ့ချလိုက်တဲ့အခါမှာမျက်လုံးလေးပွင့်လာပြီးတော့ကိုပါကြီးကျမဘာဖြစ်သွားမှမသိလိုက်ဘူးအခုကျမသိရတော့မယ်ဟိုမှာရှင်ဦးလေးမိသားစုလာခေါ်နေကြတယ်ကျမတည်သွားခဲ့ရင်ရှင်ဒီအင်ကြီးမှာဆက်မနေပါနဲ့တော့ရုတ်တရက်မမြခင်ပြော့ခွေသွားတယ်မမြခင်တည်ဆုံးသွားပြီဆိုတာကိုပါကြီးသိလိုက်တယ်ရုတ်တရက်စိတ်ထဲမှာတွေးကနေဖြစ်သွားပြီးသူတတိပြန်ကပ်လာတဲ့ချိန်မှာသူဟာခုံတလုံးပေါ်ရောက်ရှိနေခဲ့ပြီးသူတက်တဲ့မှာကျိုးခွင်းတစ်ခုထိုကျိုးခွင်းကိုကြည့်ရင်နှောင်းထားရရလာတယ်ဒါကြောင့်သူတို့မိသားစုလည်းစိတ်စိတ်မောင်မောင်ကွဲချေခဲ့ရတယ်သူလက်ချက်နဲ့မမြခင်တည်ဆုံးခဲ့ရပါတယ်ပြဿနာများရဲ့တရားခံကသူဖြစ်တယ်လို့တွေးမိလိုက်တယ်ဒါကြောင့်ကျိုးခွင်းကိုလေပင်မှာဆော့ကခုံကိုကန်ချပစ်လိုက်ပါတယ်လေပင်တစ်လျှောက်တင်းကနေဖြစ်သွားပြီးမကြမီမှာပင်အမောင်တို့ကြီးဖုံးလွှမ်းသွားတယ်ထိုဖြစ်ပျက်များဖြစ်ပွားပြီးနောက်အင်းနီနာချင်းများကကိုပါအေးနဲ့မမြခင်တို့မှထိုဆိုင်တော်ကြီးမှာမကြာခဏတွေ့ကြရတယ်ဒါပေမဲ့ဆိုင်တော်ကြီးကကြီးမားကျယ်ဝန်းတာကတကြောင်ကိုတင်အေးတို့ရှိစဉ်ကပတ်ဝန်းကျင်နဲ့ခေါ်ဝေါ်ပြောဆိုခြင်းတိတ်မရှိတဲ့အတွက်သူတို့တည်ဆုံးသွားတာကိုမိသူတဦးတယောက်ကမှမသိကြတော့ဘူးဒါအပြင်မမြခင်မဆုံးခင်ကမမြခင်တို့မိဘများစီအလဲသွားမဲ့ကြောင်ပြောတန်ဆိုတန်ကြားမိလို့ကိုပါရီတို့မိသားစုပျောက်ဆုံးနေခြင်းကတခြားရက်ရွာကိုအလဲသွားကြတယ်လို့တချို့ကထင်မှတ်ထားကြတယ်ဒီလိုနဲ့ရက်တွေလာတွေတဖြည်းဖြည်းပြောင်းလဲလာပြီးတရက်မှာထိုဆိုင်ကြီးရှိကိုဥပဒေရုပ်ကောင်းကောင်းနဲ့အသက်60အရွယ်ရှိလူကြီးတယောက်ရောက်လာတယ်ဟေးဘာကြီးဟဲ့မြခင်တကားလောက်ဖွင့်ပါအောင်ဟာဟေးဘာကြီးဟာဘသူမှမကြားကြဘူးထင်တယ်ခြံဝတ်တကအသာတုံးဖွင့်ပြီးလမ်းကလေးအတိုင်းဆိုင်ကြီးစီဝင်သွားလိုက်တယ်ဆိုင်အင်းရဲ့စင်ပေါဝါကိုရောက်တဲ့အခါဟာငါစိတ်မှာထူးခြားနေပါလားအနားတစ်ဝိုက်မှာမကောင်းတဲ့အနေထားရုံနဲ့မကောင်းတဲ့ငွေသက်တွေရနေတယ်လို့ပဲဘာအီတို့များခင်တို့ဘာမှဖြစ်ကြပါစေနဲ့အမှန်စင်စစ်ထိုးလူကြီးမှာမများခင်ရဲ့ဦးလေးဖြစ်သူဥပညာဖြစ်တယ်ဥပညာမှာနေလဲပြီးတញ្ញံကုန်းများမှာတရားထိုင်ပြီးတော့တမထကျင့်နေသူတဦးလေးဖြစ်ပါတယ်ရကူတူမဖြစ်သူမများခင်ရဲ့ညှိုးငယ်သောမျက်နှာလေးကိုအာယုံထဲမှာမြင်မိတာကြောင့်အခုလိုလိုက်လာခြင်းဖြစ်ပါတယ်အိမ်ထဲမဝင်ခင်အင်ရှင်များကိုမြတ်တာပို့လိုက်ပြီးဟောင်းနှွမ်းနေတဲ့တက္ကမကြီးကိုအသာတွန်းဖွင့်လိုက်တယ်အထဲမှာပုတ်ဟောင်းနေတဲ့အနံ့ဆိုးကြီးတစ်ခုကစီးကြိုနေပါတယ်လေကားအတိုင်းတက်လာချိန်မှာနောက်နားစီမှာခြေတံတစ်ချက်ချက်ကြလို့လှည့်ကြည့်လိုက်ရာမိသည့်ရှာမှမတွေ့ရတော့ပဲခြေတံလေးရက်သွားတယ်အပေါ်ထပ်မှာခန်းတကောင်တွန်းဖွင့်လိုက်ရာဥပညာအံ့ဩထိတ်လန့်သွားပါတယ်ကျမ်းပြင်ပေါ်မှာအယိုးကျနေပြီဖြစ်တဲ့မိမဝတ်စာဝတ်ထားတဲ့အယိုးစုတစ်ခုနဲ့မလက်မကန်းမှာဇွဲချိုးချသေးဆုံးနေတဲ့အယိုးစုတစ်စုကိုတွေးလိုက်ရပါတယ်လှုပ်ရှားသွားတဲ့စိတ်ကိုချိန်မီပြန်ထိန်လိုက်ပြီးထိုအခန်းထဲမှာထွက်ကဖျားကန်းကိုလိုက်ရှာတယ်ဖျားကန်းမှာကြွက်များနဲ့အကောင်ပလောင်များတောင်းကျမ်းထားလို့ရှုပ်ပွားနေတယ်ဖျားစင်းတို့တော်များလည်းပြိုလဲပျက်စီးနေကဖျားပန်းဦးများကလည်းကွဲတဲ့ဦးကကွဲလဲတဲ့ဦးကလဲနဲ့ရှုပ်ပွားပေးခြင်းနေလို့တပြင်းတစ်ချက်ကိုခက်လေးလေးချလိုက်ပြီးဖျားကန်းတကောင်ပိတ်ကပြန်ထွက်လာလိုက်ပါတယ်အင်ဂျိုလှည့်ပတ်ကြည့်လိုက်ပြီးအိမ်နောက်ဘက်ပရင်းပေါက်ဘက်အမတ်မထင်ကြည့်လိုက်ရာနောက်ဘေးရေကန်အနီးမှာရှီများဆူရွှဲပြီးအပေါ်မောကြည့်နေတဲ့မိန်းကလေးတယောက်ကိုတွေ့လိုက်ရပါတယ်ပရင်းပေါက်တကားဖွင့်ပြီးလှမ်းခေါ်ရန်စဉ်းစားလိုက်ပြီးတကားဖွင့်နေချိန်မှာပင်ထိုမိန်းကလေးမရှိတော့ဘူးဒီအိမ်မှာမကြွမလွတ်သေးသူအများကြီးရှိလိမ့်မယ်လို့ဥပညာတွက်ဆလိုက်ပြီးကျွတ်လွတ်သွားစေရန်တက်နိုင်သမျှပြုလုပ်ပေးမယ်လို့စဉ်းစားလိုက်ပြီးတော့ဒီဆိုင်တော်မှာတညတာနာကုန်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒါလို့ဆုံးဖြတ်လိုက်ပြီးတော့အရင်ဆုံးဖျားကံကိုတန့်ရှင်းသွားအောင်ရှင်းလင်းလိုက်ပြီးဖျားဆင်းတို့တော်မြောင်နေရတကြပြန်စီလိုက်ပါတယ်ထို့နောက်စီမီရီချံပန်းများကတ်လူပူဇော်ပြီးတော့အမွှေးတိုင်များထွန်းညစ်ပူဇော်ကထိုဖျားခန်းထဲမှာပဲတရားထိုင်ပတိစိတ်နေတယ်ဒီလိုနဲ့အချိန်ကတရွရွကုံဆုံးသွားပြီးညတကောင်ရဲ့အချိန်ကိုရောက်ရှိလာပါတယ်ထိုချိန်မှာဥပညာကဖျားခန်းတကောင်ဖွင့်ထားလိုက်ပြီးယူလာတဲ့အိတ်ထဲမှာပရိတ်ရည်နဲ့စီးတာလိုက်တယ်နိုင်လက်တံကတစ်ချက်ချက်နဲ့ညတနားထိုးပြီးတော့မယ်ထိုစဉ်ဥပညာကအိမ်အတွင်းနဲ့အိမ်ပြင်ပတ်ဝန်းကျင်မှာမကြွမလွတ်သူများဖိတ်ခေါ်လိုက်တယ်ဆက်ဆက်ငင်ငယ်ဥလိုက်တဲ့ခွေးဥတများကလာမိုင်းညကိုပုံမချောက်ချစေတယ်ဥပညာကပရင်းပေါက်တကားမှာနောက်ဖေးရေကန်ကိုလှမ်းကြည့်လိုက်ရာရေကန်ထဲမှာရေတွေစုပွက်လာပြီးမကြမီမှာပဲရေကန်နားမှာမြို့များဆိုင်သလိုဖြစ်သွားပြီးတော့အဖြူရောင်ဝတ်စုံနဲ့မိန်းကလေးတယောက်အရှိတ်ပေါ်လာကအင်ကြီးစီကိုတရွရွနဲ့လှမ်းလာပါတယ်မရှိမနှောင်းမှာပဲနောက်ထပ်ယောက်ျားတစ်ယောက်တန်းပေါ်လာပြီးတော့အင်ကြီးကိုလေးကန်တော်ခြေလမ်းများဖြင့်လမ်းလျှောက်လာပါတယ်ထိုအခိုက်မှာအိမ်အတွင်းပရင်းပေါက်မှန်များကိုလီများခက်ကြမ်းကြမ်းတိုက်လိုက်တယ်လို့ဖွင့်ထွက်သွားပြီးတချို့ပရင်းပေါက်များမှာမှန်များပါကြာကွဲတန်တွေပေါ်ထွက်လာပါတယ်ရုတ်တရက်ဆိုသလို
နေ့လယ်ကအယူစုနှစ်စုတွေ့ခဲ့တဲ့အခန်းတကာကဝငနေပွင့်သွားပြီးမိမတဦးရဲ့ခြောက်ချားပွဲရအော်တန်ကြီးထွက်ပေါ်လာပါတယ်။ဇက်တိုက်ဆိုသလိုလှေကားမှာတဒုံဒုံအတန်တွေကြားလိုက်ရပြီးယောက်ျားကြီးတဦးရဲ့ဟားတိုက်ရှိမောတန်တွေလုံထွေးတပ်ပုတ်တန်တွေအော်ဟစ်တန်တွေဝငနေခုံပြုတ်ကြတန်နဲ့ကျိုးလှုပ်ရမ်းတန်တကြီးကြီးများပါကြားလိုက်ရတယ်။ဒါပေမဲ့ဥပညာကတွေ့ကြုံများသူဖြစ်တယ်လျောက်ထိုတန်တို့မှာစိတ်မချောက်ချားစဉ်ပြင်ဆင်ပြီးတော့ထိုမကြွမလွတ်သူများကိုစီးတားထားတဲ့ဖျားခန့်အပြင်ဘက်ကိုဖိတ်ခေါ်ကမိမိကိုယ်တိုင်ကလည်းထိုတကားဝဘက်ကိုမျက်နှာမူလိုက်တယ်ရှေးဥစွာဥကောင်းပြက်ကျိုးကိုက်ဆောင်ထားတဲ့ယောက်ျားကြီးတယောက်ပေါ်လာပြီးတော့သွေးများဆူရွှဲနေတဲ့မိန်းမနှစ်ယောက်ပေါ်လာပါတယ်ထိုမိန်းမနှစ်ယောက်ထဲမှာတယောက်ကမမြခင်ဖြစ်မှန်ဥပညာရေးစားမိတယ်ခဏကြာမှရေရီဆူရွှဲနေတဲ့မိန်းကလေးတယောက်ပုံပေါ်လာပြီးမကြမီလဲဘင်းကိုကြိုးကွင်းဆွတ်ထားတဲ့ယောက်ျားတယောက်ပုံပေါ်လာတယ်စုစုပေါင်း6ယောက်တိတိဖြစ်တယ်ဥပညာကထိုမကြွမလွတ်သူများကိုခင်းထားတဲ့ဖက်ရွက်များပေါ်မှာတင်ထားတဲ့စားတောက်များကိုစားသုံးစေတယ်ထို့နောက်ဥပညာကမိမိကယခုမကြွမလွတ်သူများထဲမှာပါဝင်တဲ့မမြခင်ရဲ့ဦးလေးဖြစ်ကြောင်းကျွလွတ်ရန်ဆန္ဒရှိသူများကိုမိမိတက်နိုင်သမျှလှုပ်ပေးခြင်းကြောင့်ပြောကြရာရောက်ရှိလာတဲ့ပရာလောကသားများလည်းကျွလွတ်ခြင်းတဲ့သဘောနဲ့ကောင်းမြောက်ငြိမ်းပြကြတယ်ဟုတ်ကဲ့ကျွန်တော်အနေနဲ့အားလုံးကိုကျွလွတ်သွားစေချင်ပါတယ်ဒါကြောင့်ဒီအိမ်မှာပဲတန်ဃာတော်များပင့်ဆောင်ပြီးမကြွမလွတ်သူများအတွက်ရည်စူးကကုသိုလ်ကောင်းမှုများပြုလုပ်ပြီးတော့အမျှဝေပေးပါမယ်အားလုံးသားတို့ခေါ်ဆိုနိုင်ပြီးတော့ကျွလွတ်နိုင်ကြပါစေလို့ဆုပေးလိုက်ကအားလုံးကိုပြန်လွှတ်လိုက်တယ်ထိုညမှာဥပညာအိတ်ဆက်တဲ့အခါအိမ်မက်ထဲမှာဥကောင်းပြက်ကင်ထားတဲ့လူကြီးကဥပညာရဲ့သီလသမာဓိနဲ့စိတ်ထားကိုသူလေးစားပါကြောင်းထိုဘုရားကံအတွင်းမှာရှိတဲ့ဘုရားရှင်ရဲ့အောက်ခြေအံဝတ်တစ်ခုထဲမှာသူတို့ပိုင်ဆိုင်တဲ့စိန်တုပ်ကြီးရှိပါကြောင်းအဲ့ဒီစိန်တုပ်ကြောင့်သူတို့မိသားစုအသက်ခံခဲ့ရကြောင်းလုံခြံရကြစီသူမှာသူ့ရဲ့တူကိုပါအေးဖြစ်လို့မပြေနိုင်တဲ့ရန်ညူးတွေဖြစ်သူတို့လင်မယားကိုတကြောပြန်တက်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းယခုတော့ဥပညာရဲ့လှောက်ဆောင်ပေးမှုလေးစားတာကြောင့်သူတို့လင်မယားကိုခွင့်လွှတ်လိုက်ပြီးဖြစ်ကြောင်းပြောပါတယ်။ဥပညာနူးလာတဲ့အခါအိမ်မက်ထိတ်ကဖြစ်ပျက်တွေမမှန်သိစေရန်ဘုရားရှင်အောင်မှာအံဝတ်တစ်ခုရှာဖွေရတွေ့ရှိသွားပြီးတော့အထဲမှာစိန်ထုတ်ကိုတွေ့ရှိရတယ်။နောက်နေ့မနက်ကိုရောက်တဲ့အခါအိမ်နီးနားချင်းများကိုအဖြစ်ပြက်များတွားရောက်ကြောင်းကြားပြီးအလူလုံးမှာဖြစ်တာကြောင့်ဝိုင်းဝန်းကူညီပေးကြရင်ပြောကြပါတယ်။ကိုပါအီးနဲ့မမြခင်တို့အလောင်းကိုလည်းကောင်းမွန်စွာတကြိုးခဲ့တယ်။နောက်နေ့ရောက်တဲ့အခါထိုဆိုင်တော်ကြီးတွဲမှာပဲတန်ဃာတော်များကိုပင်းဆောင်ပြီးလူပွဲဝတ္ထုများစက္ကပ်လူတန်းခဲ့ပါတယ်။အလိုရှင်တွေဖြစ်ထိုဆိုင်နဲ့ဆိုင်ဝင်းကျင်မှာမကြွမလွတ်သေးသူများရည်စူးပြီးတော့နေရာထိုင်ခင်းပေးကအမျှပေးဝေပြီးတာတို့ခေါ်ဆိုစေခဲ့ပါတယ်။တာတို့ခေါ်နေချိန်မှာထိုနေရာထိုင်ခင်းပေးထားတဲ့နေရာမှာတညီတညွတ်တဲ့တာတို့ခေါ်ဆိုတန်ကြီးကိုတရားနာလာသူအားလုံးကြားလာရပါတယ်။အဲဒီနောက်အလွန်တရာမွှေးကြိုင်လာတဲ့ရနံများကတင်းပြန်လာပါတယ်။ဥပညာစိတ်ထဲမှာသူလှုပ်ပြီးတဲ့ကုသိုလ်ကြောင့်ထိုမကြွမလွတ်သေးသူများကြွလွတ်သွားတယ်လို့ယုံကြည်မိပြီးအထုပီတိဖြစ်နေပါတယ်။ရံများမကြမီမှာပဲစိန်တုံများထဲမှာတချို့တစ်ဝက်ကိုရောင်းချပြီးဈေးတဆူတည်ပါတယ်။ကျန်တဲ့စိန်များကိုတော့ထာပနာတဲ့နေရာမှာထည့်ပြီးအလူရှင်နေရာမှာမကြွမလွတ်သူများရည်စူးပြီးတော့ဥမောင်ကြီးတော်တီဝီတမိမဟိမမလှူဒန်းနေဆိုတဲ့ကပီးကြီးထိုးစေခဲ့တယ်။လှူဒန်းခဲ့တဲ့ဒါနစောက်တည်ခဲ့တဲ့သီလပွားများခဲ့တဲ့ဘာဝနာတရားများကိုခြေပြုပြီးမကြွမလွတ်သူများအမျှပေးဝေပါတယ်။အမျှရကြပြီးတာတို့ခေါ်နိုင်ကဒီတက်မြင့်တဲ့ဘုံဘဝတွေကိုတက်လှမ်းနိုင်ကြပါစေ။ဥပညာစုတောင်းရင်းနဲ့မပြီးဆုံးသေးတဲ့မိမိအလုပ်တွေကိုဆက်လက်လှုပ်ဆောင်ရန်လမ်းမကြီးပေါ်ကိုခြေချလိုက်ပါတယ်။လေဝိမှာခက်လက်လက်မှာဇေတော်ကြီးရဲ့ရှင်ပြန်တော်ပေါ်မှာဆဲလဲတန်လေးတွေကတော့ဥပညာကိုချီးကျူးနေဟန်ချိုးမြိန်စွာတီးခတ်လျက်ကျန်ရပါတော့တယ်။ဆက်လက်ပြီးတော့ဆရာဆွေတောင်တွင်းရေးသားထားတဲ့ထိန်ပင်အောက်ကတဆေးဆိုတဲ့ဖြစ်ရမှန်ဇလန်းလိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရွှေပြည်သာစာတင်ကျောင်းကိုတော်တဲ့လမ်းမှာထိန်ပင်ကြီးတစ်ပင်ရှိတယ်။အဲဒီထိန်ပင်ကြီးအောက်မှာနှက်ကွန်းကြီးတစ်ခုလည်းရှိပါတယ်။နှက်ကွန်းကအလွန်ကြီးလာပါတယ်။ရှစ်တန်းကျောင်းသူတွေဖြစ်တဲ့ကျမနဲ့ရွှန်းပိုးအိမ်မင်းနှင်းခါတို့တငယ်ချင်း၃ယောက်ကကျောင်းကိုသွားရမှာထိုထိန်ပင်ကြီးအောက်မှာဖြစ်သွားရလေရှိပါတယ်။စာတင်တဲ့အခါမှာလည်းစာညက်နဲ့အဖွဲ့မို့ဤကန်းထဲမှာသာနေရတယ်။အဲဒီဤကန်းကလည်းပရင်းပေါက်မှလှမ်းကြည့်ရင်ထိန်ပင်ကြီးကိုထင်းထင်းရှားရှားမြင်နေရပါတယ်။၎င်းမှာနေစဉ်နဲ့မြင်နေရတာမို့ကျမတို့အတွက်ထူးဆန်းမှုတစ်ခုတော့မဟုတ်ခဲ့ပါဘူး။ဒီလိုနဲ့မိုးရင်းကာလာကိုရောက်လာခဲ့ပြီးဖြစ်ပါတယ်။ညနေကျောင်းချင်းချိန်လည်းဖြစ်တာမို့ကျမတို့တငယ်ချင်း၃ယောက်ကထုံးစံတိုင်းလက်ချင်းချိတ်ကအိမ်ကိုပြန်လာကြတယ်။လမ်းကလည်းတချို့သွားလန်းလာလန်းတွေလိုမျိုးကြောက်သေးစားရခင်းမထားလို့အလွန်ချောနေတယ်။ဒါကြောင့်၃ယောက်သာတတိထားပြီးရှောက်နေကြပါတယ်။ဒီလိုရှောက်နေရင်းမှထိန်မင်ကြီးအောက်ကိုရောက်တော့ရွှန်းပိုးအိမ်ကဘိုင်းကနေချော်လေးကပက်လက်လန်းကျသွားတယ်။ထိုကကျမနဲ့မင်းနှင်းကလည်းရွှန်းပိုးအိမ်ကိုကြည့်ပြီးတော့ရှိနေမိပါတယ်။ထို့အတူအနားမှာဖြတ်သွားတဲ့လူတွေကလည်းလဲကျနေရွှန်းပိုးအိမ်ကိုကြည့်ပြီးတော့ဟဲ့ကလေးမဘလောက်ကောက်ရလဲငါပစံပြန်ပြီးစနောက်သွားကြတယ်။ရွှန်းပိုးအိမ်ကတော့မျက်စိကိုစုံမိတ်ထားစေဖြစ်တယ်
စင်စစ်တော်သူမကထိုလဲကြနေနေရမှာပင်တတိလက်နေခဲ့ခြင်းဖြစ်တယ်။သို့တော့ကျမနဲ့မင်းနှင်းကတော့ရွှံပိုအိမ်ရှက်လို့မျက်စိစုံမိတ်ထားခြင်းဖြစ်တယ်လို့ထင်မြင်မိကြတယ်။ဒါကြောင့်ကျမကမင်းနှင်းဖက်လှည့်ပြီးတော့ပြောလိုက်တယ်။ကြည်စမ်းဒီကောင်မအိုက်တင်ခံနေသေးတယ်ဟုတ်ပါသူကသူမင်းသမီးအောင်မိနေသလားမသိဘူး။ဒီလိုနဲ့9မိနစ်ခန့်ကြာလာခဲ့တယ်။ထိုကကျမလည်းစိတ်မရှိတော့ပဲပြောလိုက်တယ်။ဟဲ့ကောင်မလာဟာထတော့အိမ်ပြန်တော့ကြတော့မယ်။ဒီလိုဆိုလိုက်တော့မှရွှံပိုအိမ်လည်းလဲကြနေရမှာငုတ်တော့ထထိုင်လာတယ်။သို့တော်သူမရဲ့ပုံစံကမူလကလိုရှက်ပြပြမဟုတ်တော့ဘဲနဲ့ကြောင်တောင်ဖြစ်နေတယ်။သူမကကျမနဲ့မင်းနှင်းခါကိုမျက်လုံးကြီးပြူပြီးကြည့်နေတယ်ထိုခါမင်းနှင်းခါကဟဲ့သွားမယ်လေဘာရီကြောင်ကြည့်နေရလဲဒီလိုဆိုလိုက်တော့မှသူမလည်းငုတ်တုတ်ထိုင်နေရမှထလာတယ်သူမရဲ့ကြောပြက်မှာလည်းရွှွတ်တွေကပေးချမ်းလို့နေပါတယ်ထို့နောက်ကျမကနင်းရွှွတ်နေပြီကောင်မင်းငါ့အိမ်မှာအဝတ်စားလိုက်လေလိုက်ပြီးမှနင်းုံပြန်ပေါ့ဒီလိုဆိုပြီးတော့ရွှွန်းဖို့အိမ်ကိုကျမရဲ့အိမ်ကိုခေါ်လာခဲ့တယ်ဒီလိုနဲ့ချမ်းဝါကိုရောက်တော့ရွှွန်းဖို့အိမ်ကချမ်းဝင်းနဲ့ကိုမဝင်ပဲရက်လိုက်ပါတယ်ထိုကကျမကဟဲ့ဝင်လေဘာရက်နေရလဲဒီလိုပြောလိုက်တော့လေရွှွန်းဖို့အိမ်မှာတခေါမှပြန်မပြောဘဲနဲ့ရံမြဲရက်နေပါတယ်ထိုကကျမလည်းရွှွန်းဖို့အိမ်ချော်လဲလို့လန့်သွားခြင်းဖြစ်မယ်ဒါကြောင့်ရင်းဆုံးရေးတိုင်းမှဖြစ်မယ်တွေးမိကတယောက်တည်းချမ်းဝန်းထိတ်ကိုဝင်လာပါတယ်အိမ်ပေါ်ရောက်တော့ကျမကအမေကိုပြောလိုက်တယ်အမေရွှွန်းဖို့အိမ်ထိတ်မင်းအောက်မှာချော်လဲလာတယ်အဲ့ဒါသူ့ကိုရေးတိုက်လိုက်ရမလားဒီလိုပြောလိုက်တော့အမေကဟဲ့အဲ့ဒါရေးမတိုက်ရဘူးအဲ့ဒါလို့ဆိုပြီးအမေကဖျားစင်ပေါ်မှာတောက်တော်ရိတ်ကိုစွန့်ပြီးအိမ်ပေါ်မှာဆင်းလိုက်ရှာကျမလည်းနောက်မှလိုက်ပါလာခဲ့တယ်ဒီလိုနဲ့ရွှွန်းဖို့အိမ်ရဲ့အနားကိုရောက်တော့အမေကငါတို့မှချော်လဲလာတယ်မလားရော့လန့်နာပြောက်သွားပရိတ်ရတောက်လိုက်ဟင်းမတောက်ဘူးငါမတောက်ဘူးဟောတောက်လိုက်ပါဆိုမတောက်ဘူးရွှွန်းဖို့အိမ်ကကကတိတိညင်းနေတော့အမေလည်းမကောင်းတဲ့အပများကတ်မပါနိုင်အောင်ဆိုကရွှွန်းဖို့အိမ်ကိုပရိတ်ရနဲ့ပတ်လိုက်ပါတယ်အာပူတယ်ရွှွန်းဖို့အိမ်ကအဲ့တလို့အတန်နဲ့ကြီးနဲ့အော်ဟစ်ပြီးထတောင်းကြတယ်ဥစွာသူမကအမေကိုရန်ပြူရန်စူးစားတယ်ပြီးတော့ကျမနဲ့မင်းနှင်းခါကိုရန်ပြူပြန်ပါတယ်ထိုအခိုက်မှာတခြားចောင်းသားတွေလည်းရှောင်းလာပြီးရွှွန်းဖို့အိမ်ကိုဝိုင်းဆွဲထားကြရတယ်အဲ့ဒီမှာရွှွန်းဖို့အိမ်တယောက်တစ်ခုခုတော့ဖြစ်နေပြီလို့အမေကတွေးမိရတူပါတယ်ထို့နောက်ညီကဘာဖြစ်ချင်နေရလဲဒီလိုမေးတော့ရွှွန်းဖို့အိမ်ကအတန်နဲ့ကြီးနဲ့အော်ပြောတယ်ငါစားချင်တယ်ငါ့ကိုကြွေးဒီလိုပြောလိုက်တော့မေကအိမ်မှာဘာဟင်းမှမချက်သေးဘူးနင်စားနေရင်လည်းငပိဟင်းတော့ရှိတယ်အဲ့ဒါနဲ့စားမလားမစားဘူးရွှွန်းဖို့အိမ်ကအော်ဟစ်ပြီးညင်းတယ်ပြီးနောက်ငါ့ကိုကြွေးလို့ဆက်လက်အော်နေပြန်တယ်ထိုကမှအမေလည်းရွှွန်းဖို့အိမ်တရေဝင်ပူးတာမှန်တိလိုက်ရှာတယ်ထိုခိုင်းမှာကျမတို့အိမ်ကောင်းရဲ့မှနက်ကြော်မင်းမရှာတယောက်ရောက်လာပြီးဟဲ့အဲ့ဒါအပမီနီကငါ့ရင်ခေါ်လာခဲ့ဟုတ်ထို့နောက်ចောင်းသားတွေလည်းရွှွန်းဖို့အိမ်ကိုနက်ကြော်အိမ်ကိုခေါ်လာကြတယ်ဒါပေမဲ့ချောင်းဝင်းပေါက်ကိုရောက်တော့ရွှွန်းဖို့အိမ်ကမဝင်ဘူးအဲ့ဒါလိုအော်ဟစ်ပြီးညင်းနေလေရာចောင်းသားတွေလည်းသူမကိုပွေးချပြီးအိမ်ပေါ်ရောက်တင်ပေးလိုက်ကြတယ်အိမ်ပေါ်ရောက်တော့နက်ကြော်ရွှွန်းဖို့အိမ်ကိုဖျားစင်ရှိမှထိုင်ခိုင်းစေပြီးချိန်လုံးဝင်ကလုံရင်းနဲ့မိတယ်ဟဲ့မင်းဘာကောင်းလဲဘယ်ရလဲဒီလိုမင်းလိုက်တာနဲ့တပြိုင်နက်ရွှွန်းဖို့အိမ်ကနက်ကြော်ကိုရံပြူတိုက်ခိုက်ဖို့ကြိုးစားပါတော့တယ်ထိုကចောင်းသားတွေကလည်းတင်းတင်းကြပ်ကြပ်ချုပ်ထားကြပြန်တယ်အချင်းကြီးမဟန်တော့မှန်တီတော့နက်ကြော်ကလေးတောင်လျှော့လိုက်ပြီးကဲနေပါပြစ်ချင်တာလဲငါ့ကိုပြောငါမဲသားစားချင်တယ်ငါ့ကိုကြွေးအေးငါကြွေးမယ်လောလောဆယ်တော့ကောင်မလေးကိုရီးယားထွက်ပြီးမထွက်နိုင်ဘူးနက်ကြော်အကျက်ရိုက်သွားတယ်ထို့နောက်ចောင်းသားလေးတယောက်ကိုခိုင်းလိုက်တယ်ဟဲ့နင်တို့ចောင်းဆရာသွားခေါ်ကြည့်ဟုတ်ចောင်းသားလေးចောင်းဆရာကိုပြေးခေါ်ပါတယ်ခဏကြာမှတင်ချဆရာနဲ့မြန်မာဆရာရောက်လာတယ်နက်ကြော်လည်းအကျိုးကြောင့်ပြောပြတင်ချဆရာကကျွန်တော်တို့ကလည်းဒါမျိုးတွေတိတ်မလုပ်တတ်ဘူးဗျသူ့အိမ်ကိုပြန်ပို့လိုက်တာကောင်းမယ်ထင်တယ်သဘောပါထို့နောက်ဆရာနှစ်ယောက်ကလည်းစိုက်ကားငါပြီးရွှွန်းဖို့အိမ်ကိုပို့ဖို့ကြိုးစားကြတယ်ဒါပေမဲ့ရွှွန်းဖို့အိမ်ကစိုက်ကားပေါ်မတက်ပဲအတင်းယုံနေပြန်လို့ချိန်လုံးနဲ့ချိန်မောင်းကအတင်းချုပ်ထားရပြန်ပါတယ်စိုက်ကားပေါ်မှာလူကများနေလို့စိုက်ကားဆရာလည်းမနှင်းနိုင်တော့တာမို့ចောင်းသားတွေဝိုင်းတွန်းပေးကြရတယ်ကျမတို့ရက်ကွက်နဲ့ရွှွန်းဖို့အိမ်တို့ရက်ကွက်ကြားမှာတရားတစ်ခုရှိပါတယ်စိုက်ကတပြေးပြေးနဲ့ထိုးတရားထိတ်ကိုရောက်လာတော့ရွှွန်းဖို့အိမ်ကစိုက်ကားပေါ်မှာအတင်းစင်ရထမင်းကိုမြောက်ကမျက်တောင်နေခြင်းနဲ့ငါ့ကိုကြွေးလို့အော်ပြောနေပြန်တယ်ထိုအခါမြန်မာစာဆရာကချိန်လုံးနဲ့၆ပြရင်နင်းအိမ်ရောက်ရင်ကြွေးမလာလိုက်ခဲ့ဆိုကစိုက်ကားပေါ်တင်းတွန်းတင်းနဲ့ចောင်းသားတွေကလည်းစိုက်ကားဆက်လက်တွန်းလာခဲ့ကြတယ်ဒီလိုနဲ့ရွှွန်းဖို့အိမ်ရဲ့အိမ်ရှိကိုရောက်တော့အိမ်နဲ့မဝင်လို့ကြောင့်အတင်းညင်းနေပြန်လေရာចောင်းသားတွေကလည်းသူမပွေးချပြီးအိမ်ပေါ်တင်လိုက်ရတယ်အိမ်ပေါ်မှာသူမမိပါတယ်ရှင်းမနေဘူးထိုအခါဆရာနှစ်ယောက်လည်းရွှွန်းဖို့အိမ်ရဲ့ပတ်လည်မှာစီးဝိုင်းပြီးတော့ပရိတ်ရွတ်ပေးကြတယ်ထိုအခါရွှွန်းဖို့အိမ်လည်းလူးလိန်ရင်းနဲ့အော်ဟစ်နေပါတယ်အာပူတယ်ဒီလိုအော်ဟစ်နေတော့ဆရာနှစ်ယောက်လည်းပရိတ်ရွတ်တောင်ရက်လိုက်ပြီးတော့နေဒီကလေးမရဲ့ကိုရီးယားအခုထွက်သွားမလားပြောငါ့ကိုကြွေးရင်ထွက်မယ်ထိုအခါတင်ညာဆရာကကျမဘက်ကိုလှည့်ပြီးဟဲ့မြက်လေးမိဖို့ကြောင်ထဲမှာဘာရှိလဲကြည့်စမ်းဟုတ်ကျမလည်းမိဖို့ကြောင်နဲ့အပြေးကလေးဝင်ကြည့်မိတယ်မိဖို့ကြောင်မှာဘာဟင်းမှချက်မထားထို့နောက်ကျမကဆရာကြီးဘာမှချက်မထားဟေး
ဆရာနှစ်ယောက်အချက်ရိုက်သွားတယ်ထိုအခါကျောင်းသားတစ်ယောက်ကဆရာဒီရက်ကွက်နောက်ပိုင်းမှာရွှေရင်ကျော်ဆရာတစ်ယောက်ရှိရဲ့သူ့သွားခေါ်လိုက်ရမလားအေးမင်းသိရင်သွားခေါ်ကွာဟုတ်ထိုကျောင်းသားအိမ်ပေါ်မှာပြေးကလေးဆင်းသွားတယ်ခဏကြာမှထိုကျောင်းသားနဲ့အတူရွှေရင်ကျော်တစ်ယောက်ပါလာတယ်ထို့နောက်၎င်းကရွှန်းပိုးအိမ်ကိုနီးမျိုးစုံနဲ့ကုလီယာနောက်ဆုံးမှာရွှန်းပိုးအိမ်ကငါခုထွက်သွားပြီမယ်ငါနေရထိတ်မင်းအောင်အမဲသားလာကြွေးထိုကရွှေကျော်ဆရာကအေးကောင်းပြီခဏနေငါတို့လာပို့ခိုင်းနိုင်မယ်မင်းကောင်မလေးကိုရခုထွက်သွားဒီလိုဆိုလိုက်တော့ရွှန်းပိုးအိမ်လည်းခဏငြိမ်နေလိုက်ပါသေးတယ်အဲနောက်ကျမ်းမြင့်ပေါ်ဘုံကနေလဲကျသွားတယ်ထိုကအားလုံးလည်းရွှန်းပိုးအိမ်ကိုဝိုင်းထုတ်ပေးလိုက်ကြတယ်ဝင်ပိုးတဲ့ပုတ်ကိုထွက်သွားပြီးမှရွှေကျော်ဆရာကကဲဒိုးတွေပေးထားတဲ့ကတိအတိုင်းထိတ်မင်းအောင်မှာအမဲသားသွားကြွေးဖို့ပြင်ဆင်ပြီးတော့ဒီလိုဆိုပြီးတော့၎င်းလည်းအိမ်ပေါ်မှာဆင်းသွားတယ်ဖြစ်ချင်တော့ရွှန်းပိုးအိမ်ရဲ့အိမ်မှာမိသည့်ဟင်းမှချက်မထားတာမို့ကျမတို့တငယ်ချင်းတွေကပဲပတ်စံဆိုပြီးအမဲသားဟင်းချက်ကထိတ်မင်းအောက်ကိုသွားရောက်ပြီးတော့ငပြောရွက်ခင်းကပုံကျွေးလိုက်ရပါတော့တယ်နောက်တနေ့ရွှန်းပိုးအိမ်ကျောင်းလာတက်ရမှာလက်မှာပရိတ်ကျိုးကိုပါချိလာတာတွေ့ရတယ်သို့တော့သူမစိတ်နှောက်ရှက်ဖြစ်မှာဆိုလို့မနေ့ကအကြောင်းကိုတော့ကျမတို့ကအစပြတ်မဖော်ကြဘူးဒီလိုနဲ့ညနေရောက်တော့ဓမ္မစကြာရွရမယ့်နေ့ဖြစ်တာမို့အားလုံးအခန်းထဲမှာရွတ်ကြရတယ်ဒီလိုရွတ်ကြရင်မှရွှန်းပိုးအိမ်ကမျက်ရည်ကျလာတယ်ထိုကသူမရဲ့ဘေးမှာရှိတဲ့ကျမကခက်တူတူမေးလိုက်တယ်ဟဲ့ယွန်းယွန်းနေပါပြလို့ငိုရလဲဒီလိုမေးတော့လည်းမဖြစ်ဘူးဒါအပြင်ငိုတမ်းမှထွက်လာပြီးလက်မချီထားတဲ့ပရိတ်ကျိုးဆွဲဖြက်လိုက်တယ်ထိုအခိုက်မှာဆီယမရှောက်လာပြီးဟဲ့ရွှန်းပိုးအိမ်ဘာဖြစ်နေရလဲဒီလိုမေးတော့ကျမကပဲကြိုးချောင်းပြောပြလိုက်တယ်ထိုကဆီယမကကဲညီတန်းထဲမှာသွားနာနေလိုက်ပါတခြားဖျားစာရွတ်တဲ့သူတွေစိတ်နှောက်ယှက်ဖြစ်သွားလိမ့်မယ်အဲ့ဒါလိုပြောပြီးကျမနဲ့မင်းနှင်းခါကိုပါအဖော်ဖြစ်ထည့်ပေးလိုက်ပါတယ်ဒီလိုနဲ့တန်းနေရောက်တော့မင်းနှင်းခါကဟဲ့နေဘာဖြစ်နေရလဲငါ့ကိုခေါ်နေပြီဟင်ဘသူခေါ်ရတော့ထိတ်မင်းအောက်ကပုတ်ကိုပြောရင်းနဲ့ရွှန်းပိုးအိမ်ကထိတ်မင်းကြီးဘက်ကိုလှမ်းကြည့်ပြီးဟောဟိုမှာခေါ်နေပြီငါသွားရမယ်ဒီလိုပြောပြီးရွှန်းပိုးအိမ်ကတန်းနေကနေထိတ်မင်းကြီးစီကိုပြေးထွက်သွားမယ်ပြုတ်လေရကျမကအတင်းကိုဖမ်းချုပ်ထားရတယ်ထိုအခိုက်ကျောင်းစင်းချိန်ခေါင်းလောင်းထိုးတန်ထွက်ပေါ်လာတယ်ဒီလိုထွက်ပေါ်လာတဲ့တပြိုင်နက်ရွှန်းပိုးအိမ်နဲ့ချုပ်ထားတဲ့ကြားမှာအတင်းရုံးထွက်ပြီးတော့ထိတ်မင်းကြီးစီကိုပြေးထွက်ဖို့ကြိုးစားပါတယ်ထိုအခိုက်မှာတခြားကျောင်းသားတွေလည်းရောက်လာကြတာမို့အကူကြီးတောင်းပြီးရွှန်းပိုးအိမ်ကိုပြန်ပို့ကြတယ်အဲ့ဒါလေထိတ်မင်းကြီးနာကိုရောက်တော့ဟောငါ့ကိုခေါ်နေပြီဆိုပြီးအတင်းရုံးကြလို့ကျောင်းသားတွေလည်းအတင်းကျပ်ချုပ်ကခက်ခဲနဲ့အိမ်ကိုပို့ကြရတယ်နောက်ပိုင်းမှာတော့ရွှန်းပိုးအိမ်လည်းစေကုသရအတွက်ကျောင်းခဏနားလိုက်ရတယ်သူမကျောင်းကိုမလာဖြစ်တော့ပေမဲ့သူမရဲ့တည်င်းကိုတော့ကျမတို့ကအမြဲကြားနေရတယ်သူမကိုရွှေရင်ကျော်တွေဖြစ်အိမ်ထဲမှာကူးကြရတယ်အဲ့ဒါလိုကူးကြခိုင်းမှာပဲထုံးစံအတိုင်းအင်းရှိကိုလှမ်းကြည့်ကဟိုမှာငါ့ကိုလာခေါ်နေပြီဆိုပြီးအပြင်ကိုပြေးထွက်ကြလို့မနှဲချုပ်ထားကြောင်းလည်းသိရတယ်တလားကြတော့သူမလည်းပုံမှန်တိုင်းပြန်ဖြစ်ပြီးကြောင်းပြန်တက်တယ်ပြီးတော့တရေမဆိုပြီးနာမည်ပြောင်းလဲရသွားပါတော့တယ်လူကပုံမှန်တိုင်းဖြစ်လာရဲဆိုပေမဲ့သူမရဲ့လေပင်လက်ကဝတ်တို့မှာပရိတ်ကျိုးတွေချိထားတာကိုတွေ့ရတယ်တရက်တော့ကျမနဲ့မင်းနှင်းခါကရွှန်းပိုးအိမ်ကိုမေးလိုက်တယ်ဟဲ့နင့်ကိုလာခေါ်တဲ့သူနင်ကမြင်ရတယ်ပေါ့ဟုတ်လားမြင်ရတာပေါ့ဘလို့ပုံစံကြီးလဲသူ့ရက်ကရှေ့ကြီးပဲဟာခနာကိုကတိုင်ငင်ကြီးလောက်ရှိတယ်မျက်လုံးနှစ်ဖက်ကလည်းကြက်ဥလောက်ရှိတယ်နေရဲနေရပဲပြီးတော့အမွှေးမြင်တွေကလည်းတကူလုံးဖုံးထားတာအမလီကြောက်စရာကြီးကျမနဲ့မင်းနှင်းခါကကြက်သိမ်းထားစွာနဲ့ခက်တူတူရွတ်လိုက်တယ်နောက်ပိုင်းမှာကျမတို့၃ယောက်လည်းကျောင်းတက်ကျောင်းဆင်းရမှာထိုထိန်ပင်ကြီးအောက်မှဖြတ်သွားဖြတ်လာမလုပ်ရဲကြတော့ပဲခက်ဝေးဝေးမှရှောင်ကွင်းသွားကြပါတော့တယ်ကာကရှင်ရွှန်းပိုးအိမ်ကယနေ့ချိန်ထိကြမ်းကြမ်းမာမာနဲ့ရှိနေပါတော့တယ်ပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုမျိုးအားပေးနာဆင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်